ဘုရားရှင်ပေးတဲ့ prophet ဆိုင်ရာသတင်းစကားပါလဲဆိုတော့သင်ရဲ့ဝိညာဉ်ရေးရာဆောင်းရာသည်ကုံဆုံးတော့မယ် hallelujah သင်ရဲ့အသက်တာမှာဝိညာဉ်ရေးရာဆောင်းရာသည်ကုံဆုံးတော့မယ်ຫນွေဥပေါက်တော့မယ်လို့ဘုရားရှင်ပြောပါတယ် hallelujah hallelujah ကျမတို့သက်တာမှာယုံကြည်သူတွေသက်တာမှာလည်းအပြင်ပရာသီဥတုလိုပဲကာလရာသီမျိုးမျိုးဖြတ်တန်းရတဲ့အကြောင်းနဲ့ကျမခဏလောက်ကြည့်ချင်တယ်ဒါပေမဲ့ဘုရားရှင်အဓိကပြောတဲ့သတင်းစကားပါလဲဆိုတော့သင်ရဲ့ဝိညာဉ်ရေးရာဆောင်းရာသည်ကုံဆုံးတော့မယ်အသက်တာရဲ့အခက်ခဲဆုံးကာလကုံဆုံးတော့မယ်ຫນွေဥပေါက်လာမယ်အသက်တာလန်းဆန်းဆူပြေလာတာတွေ့ရမယ်ပန်းပွင့်နေပွင့်လာမယ်တခြင်းဆူရတော့မယ့်အချိန်ရောက်ပြီလို့ဘုရားရှင်ပြောတာဖြစ်တယ် hallelujah hallelujah အဲ့ဒီသတင်းစကားအတွက်တီးပြူးချက်လို့ပဲပြောရမယ်ကျမတို့နည်းနည်းလေးနှွေးလာတော့သိတယ်နော်အပြင်ပရာသီးသူလဲဒါပေမဲ့ဟိုပန်းနေပွင့်တာကျမသတိမထားမိပါဘူးဒါပေမဲ့ဒီနေ့ကင်းပေါ့အခုဘုရားကျောင်းလာဖို့ကားမောင်းလာရင်းနဲ့ကြည့်တော့ကျမတို့ river park အထွက်ခါနီးမှာ81st ပေါ်တက်ခါနီးမှာကြည့်လိုက်တော့အပင်တွေကလေ6နေတဲ့အယိုးပြန်းပြန်းရှိတဲ့အပင်တို့ချို့ကအဖြူလေးတွေအပြည့်တွေ့ရတယ်ကျမသားဟုတ်ပြဟဲ့အဲ့ဒါအဖူးပွင့်နေတာမဟုတ်လားဟုတ်တယ်လေတဲ့မနေ့ကထိတောင်ကျမမတွေ့ဘူးဒီနေ့ထွက်လာတဲ့အချိန်မှာမှတွေ့တော့ဘုရားသခင်ကဒါစိုင်းပေးတယ်လို့ကျမထူပဲခံစားရတယ်အရင်ကြည့်လို့စကောင်းလာတာဖြစ်တယ်စပြီးတော့အသီးပွင့်ကိုတွေ့ရတယ်ဆိုတာတွေ့ရတယ်အာမင်ဆိုတော့ကျမ်းစာတစ်ချက်လောက်ကြည့်ရအောင်ရှောလမုန်သခင်အခန်းကြီး2အငယ်17ကနေ12ဆောင်းကာလလွန်ပြီးမိုးလဲကြည်လင်ပြီးမြေကြီးပေါ်မှာပန်းများပွင့်ကြပြီးညှက်တို့မြေတွန်ချိန်လဲရောက်လေပြီးငါတို့မြေ၌ဂျိုးညှက်တွန်တန်ကိုလည်းကြားရ၏ဟာလေလုယာဒီကျမ်းစာထဲမှာပြောထားတာဆောင်းကာလလွန်သွားပြီတဲ့မိုးလဲကြည်လင်ပြီးဆိုတော့မိုးရွာတဲ့ကာလလည်းကုန်သွားပြီမြေကြီးပေါ်မှာပန်းတွေပွင့်ချိန်ရောက်ပြီတချင်းဆူရမယ့်အချိန်ရောက်ပြီဂျိုးညှက်တွန်တန်တွေလည်းကြားရပြီလို့ဒီမှာ prophet ပြုလက်ဒီရှောလမုန်တခြင်းမှာပြောထားတယ်ထိုနည်းတူပဲကျမတို့သက်တာအတွက်လည်းဘုရားသခင်ကဒီတဘာဝတရားအပြင်မှာယာသီးသူမျိုးမျိုးထားတယ်လို့ယုံကြည်သူတွေသက်တာမှာလည်းယာသီးသူမျိုးမျိုးဖြတ်တန်းခိုင်းတယ်ဆိုတာတွေ့ရတယ်ဒါဘုရားသခင်မှာရည်ရွယ်ချက်ရှိတယ်ထားတာဖြစ်တယ်ဥပမာကျမတို့မြန်မာနိုင်ငံကတော့ຫນွေမိုးဆောင်း3ခုဆိုပြီးပြီဒီအနောက်နိုင်ငံတွေမှာတော့ယာသီးသူ4မျိုးရှိတယ်မလားຫນွေဥကာလအရင်စရထားပါတော့ January လຫນွေဥပြီးတော့ຫນွေယာသီးပြီးတော့ဆောင်းဥပေါက်တဲ့အချိန်ပြီးတော့ဆောင်းရာသီတစ်ခုပြီးတစ်ခုပြောင်းလဲသွားပြီးတဲ့အခါမှာမှကျမတို့လူသားတွေရဲ့ကြီးထွားမှုလည်းမြင်ရတယ်ရာသီတစ်ခုစီမှာသူတို့ရဲ့လက္ခဏာရဲ့အမျိုးမျိုးရှိကြတယ်ဥပမာຫນွေဥကာလဆိုပန်းလေးတွေပြန်ပွင့်လာကြပြီအရန်ကြည့်လို့ကောင်းတယ်နွေရာသီကျတော့ပူပြီးတော့မှအပင်တွေ6ကပ်နေတဲ့အပင်တွေကအမြင့်ထိအပူဓာတ်ကိုရတယ်နွေရာသီမှာပူတယ်နောက်ဆောင်းဥပေါက်တဲ့အချိန်ကျတော့တိတ်ရွက်တွေအယောင်ပြောင်းပြီးတအားလာတဲ့အချိန်ဖြစ်တယ်နောက်အဲ့ဒါတွေပြီးသွားတဲ့ခါမှာဘာဖြစ်လဲအပင်နဲ့အရွက်တွေရုပ်ချက်အကုန်ကြွေကြသွားရောကြည့်လိုက်သေပြီလားတောင်ထင်ရတယ်အယိုးပြိုင်ထပြီးတော့လေဆိုပါဆိုလွန်ခဲ့တဲ့လတစ်လနှစ်လတွေဒီဇင်ဘာဇန်နဝါရီတုန်းကဆိုရင်ကားမောင်းတဲ့အခါညနေဘက်မောင်းတဲ့အခါတခါလေးကလေးကြွေးနေလာကျမတောက်အောင်ပြောတယ်ဟဲ့ကြည့်ပါအောင်လို့အဲ့ဒီမှာဟိုလေသူများရုံးစင်းချိန်လည်းမဟုတ်လေကျမသွားတဲ့အချိန်ကကားပေါ်လမ်းပေါ်မှာလည်းကားရရှင်းတယ်အိမ်ကြီးကြည့်လိုက်လေဒီနိုင်ငံအိမ်တွေတိတဲ့လူဝင်ထွက်မတွေ့ရအကုန်လုံးငိမ်သက်ပြီးတော့အယောင်ကမိုင်းနဲ့ပြီးတော့ဂျားထဲမှာခုနပြောတဲ့စောင်းတွင်းသစ်ပင်တွေအသေးလိုထင်ရတဲ့မဲအပင်တွေအကိုင်းတွေတွေ့တဲ့ကကျမသူ့ဘာပြောဟဲ့ကြည့်ပါအောင်ဒါကြီးက Go City နဲ့တူလိုက်တာလို့ကျမဟာတာပြောချင်တယ်အဲ့လိုတကယ်မြင်ရတယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်အကုန်6ကပ်အေးရလဲအေး You need help. Let God help you through this. လာတာတခုမှမတွေ့သေပြီလားတောင်ထင်ရတယ်လှုပ်ရှားမှုမတွေ့ဘူးတခါလေကျမတို့တက်တာမှာလဲဝိညာဉ်ရေးရာဆောင်းရသည်ကိုဖျက်ရတဲ့အချိန်လေးရှိတယ်ငါတက်တာအသီးလည်းဘာမှမတွေ့ရပြရစရာလှပတာလည်းမရှိဖျားเจ้าတဲ့အောင်လူကိုမပြုံးပြနိုင်ငါမှပဲပြဿနာတွေတအားများနေသလိုငွေကြေးခက်ခဲရတစ်ခုပြီးတစ်ခုမဟုတ်လေသားသမီးကတအားဆိုးတယ်ငိုကြွေးနေရတဲ့အချိန်တော့မဟုတ်လေတက်တာအရန်ခန်းချောက်နေတယ်သူများ worship လုပ်ပြီးတအားခုန်ပေါက်နေပေမဲ့ဘုရားကိုချီးမွမ်းထိုက်တယ်ဆိုတာလည်းသိတယ်မလုံနိုင်ဘူးဖြစ်နေအဲ့ဒီအချိန်ကမျိုးတွေကျမတို့တက်တာမှာအားလုံးရှိတတ်ကြတယ်ဘုရားသခင်ဒီယာဒီအသီးသီးထားတာဘုရားကဘာလောကဖန်ဆင်းကလေးကနေလကျယ်တွေကိုဖန်ဆင်းတဲ့ကချင်းချက်သောအချိန်အတွက်ယာဒီဥတုအတွက်ဘုရားထားရလို့ပြောတယ်ဒါကျမတို့မြေကြီးသားတွေရဲ့အကျိုးအတွက်ဘုရားလုပ်ထားတာဖြစ်တယ်တဘာဝတရားမှာလဲစောနအပင်တွေကလေဒီယာဒီတို့အပြောင်းလဲရဲ့အကျိုးကိုခံစားကြတယ်ထိုနည်းတူပဲဝိညာဉ်ရေးရမှာလဲကျမတို့ဒီယာသီးသူပြောင်းလဲခြင်းရဲ့အကျိုးကျေးဇူးကိုခံစားရတယ်ဆိုတာတွေ့ရတယ်။တခါလေကျမစဉ်းစားတယ်ကျမမှုတော်ဆောင်ဖြစ်ခါစားကဝိညာဉ်ရေးရဆောင်းယာသီးဆိုစကားတရားဟောချက်ခေါင်းစဉ်ပဲကြားတာကျမမလို့ချင်ဘူး။ကျမတော့အဆင်ပြေပါတယ်
ကျမတို့ချွင်းချက်အနေနဲ့စောင်းရသည်မဖြတ်တန်းရဘဲနဲ့ဖះအကြီးကျယ်သုံးတဲ့လူဖြစ်နိုင်မှာပါလို့ကျမထင်ခဲ့တယ်ဖြစ်လဲဖြစ်ချင်ခဲ့တယ်တကယ်လက်တွေ့မှာတော့လို့မဟုတ်ခဲ့ဘူးဆိုတာကျမတွေ့ရတယ်ဖះသခင်ကကျမတို့ထက်ပိုပြီးတော့ပညာရှိတယ်တခါမှစောင်းလေးကိုမဖြတ်တန်းဘူးရင်လေကျမတို့ຫນွေဟာဒီရဲ့လှပမှုကိုတန်ဖိုးမထားတတ်ဘူးအမြဲနှွေးနေတာ哦တအားချမ်းတဲ့နေရာမှာနေပြီးတဲ့ခါမှာနေနဲ့ထွက်အိုးနေလို့ကောင်းလိုက်တာလို့ကျမတို့ဖြစ်လာတယ်ဟိုတလောလေးပဲတရက်နဲ့သမီးကိုသွားကြိုကျောင်းကကြိုပြန်လာ9 နာရီ 6 နာရီချိန်မှာရာသူနည်းနည်းပြန်နှွေးလာတဲ့ချိန်ကိုသူကကျောင်းမှာတောင်ဆောင်ပါလေးတည်ရတဲ့စင်တီအေးခဲ့တာဟုတ်နဲ့နေလို့ရမ်းကောင်းနေတဲ့အိမ်ထဲမဝင်သေးဘူးအပြင်မှာခဏနေဦးမယ်တဲ့အရင်တော့ဆိုရင်အေးလုံးလို့လေကားပေါ်ကထွက်ပြီးချက်ချင်းအမြင်မြန်တကားဖွင့်အိမ်ထဲချက်ချင်းဝင်ပြန်ပိတ်အဲ့လိုမျိုးလုပ်ကြတာအခုတော့အပြင်မှာခဏနေဦးမယ်ဘာဖြစ်လို့လဲနည်းနည်းလေးသက်သာလာတာအရန်အေးချမ်းခဲ့တဲ့အချိန်ဖြတ်တန်းမှုတဲ့ခါကျတော့ဒီအချိန်အရန်ကျေးဇူးတင်စရာကောင်းသွားတယ်ဝိညာဉ်ရေးရာစောင်းရသည်ဆိုတာယုံကြည်သူတိုင်းဖြတ်တန်းရတဲ့အရာဖြစ်တယ်6 ကတ်တဲ့ကာလအရန်ကိုရုပ်ဆိုးတဲ့ကာလကြီးတဲ့လူတွေအတွက်အသီးစားစရာမရှိဘူးလို့ထင်ရတဲ့ကာလမျိုးမဟုတ်လည်းအမြဲတမ်းညီးတွားနေရတယ်လို့ကာလမျိုးမဟုတ်လည်းကန္နာရထဲမှာတော့6 ကတ်နေတဲ့ကန္နာလိုမျိုးတွားရတဲ့အချိန်ရှိတယ်ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်လည်းသခင်ယေရှုလည်းအဲ့လိုကန္တာရအချိန်ကိုဖျက်ခဲ့ရတယ်ပရောဖက်ကြီးအေလိယဖြစ်ခဲ့တယ်အကြီးမားဆုံးအောင်ပွဲရပြီးတဲ့ချိန်မှာတော့ကိုရောရဲ့ကျွန်တော်သေပဲသေလိုက်ခြင်းပြီကျွန်တော်ပေးသေလိုက်ပါတော့လို့ပြောလောက်အောင်သူစိတ်တကြတဲ့အချိန်ရှိတယ်မောရှေလည်းထူနီးတူပဲတောထဲမှာနှစ်ပေါင်း40နဲ့တော့သူအရာစိတ်တကြငါအပင်တော့စောင်းသွင်းကတစ်ပင်6လို့သေနေပြီငါစကားတော့မပြောတတ်တော့ဘူးငါအိမ်မက်တွေအားလုံးကုံဆုံးသွားပြီအရင်တော့ကတော့လေဖာရောနန်းတော်မှာငါပညာတွေမိမျိုးတင်ရရုပ်ကလည်းချုပ်လူတွေကချီးမွမ်းကြအရင်အလားလာရှိတယ်မင်းသားလို့ပြောတယ်ငါတနေ့ငါလူမျိုးကဲလွတ်နိုင်မလို့ထင်တယ်ငါမှအရေးသွေးအမျိုးမျိုးရှိပြီးလှပခဲ့တာအခုတော့ကြည်ပါလူကလည်းမုတ်စိတ်အပြင်းနဲ့အီဂျစ်မင်းသားလို့မနေတော့လေသူတို့နောက်ပြီးတော့တိုးစော်နန်းနဲ့အဝတ်စားနဲ့တိုးထဲမှာအယောင်ဝါမရှိတဲ့အဝတ်စားနဲ့နေပြီးစကားပြောစရာလူတော်မရှိဘူးအရင်တော့မင်းသားဆိုလူတိုင်းက Prince Moses ဆို line attention တွေပေးကြမယ်နားထောင်ကြတယ်အခုတော့သူကပြောစရာစကားလည်းမရှိဘူးနားထောင်ပေးမဲ့သူအထင်တကြီးနဲ့နားထောင်မဲ့ပြိတ္တလည်းမရှိတော့ဘူးသူတွေပဲဘယ်လောက်ထိတောင်ဖြစ်သွားလဲကိုရောပြန်ခေါ်တဲ့ကကိုရောကျွန်တော်စကားမပြောတတ်ဘူးလို့သူပြောတယ်လွန်ခဲ့တဲ့နှစ်ပေါင်း40နဲ့กว่าမှกว่าဒါမဲ့အဲ့ဒီစောင်းတွင်းကိုဖြတ်တန်းပြီးတဲ့ခါမှာလေမီးလောင်နေတဲ့ခြုံဘိုးကနေဘုရားရှင်သူ့နှလုံးသားအနှွေးတက်ပြန်ပေးတယ်အိမ်မက်ပြန်မက်ခိုင်းတယ်အာမင်မင်းအလုပ်ပြန်စပြီးစောင်းရသည်ကုန်ပြီးငါမင်းကိုကဘာမတီမရှိမီကပင်ကဲလွတ်တော်သူဖြစ်ဖို့ခိုင်းထားတဲ့အမှုစချိန်တန်ပြီလို့ပြောတဲ့ခါမှာ तू ချက်ချင်းမယုံနိုင်ဘူးဘုရားရှင် तू နမိတ်လက္ခဏာ2မျိုးလောက်ခိုင်းတယ်မလားကျွန်တော်ဘသူတွေနားထောင်ပါလေကျွန်တော်လိုလူမျိုးစကားဘသူနားထောင်ပါလေဘသူမှယုံမှာမဟုတ်အရင်တော့ तू ဖာရောနန်းတော်မှာတောင်နေခဲ့တဲ့လူဆိုတော့ကျွန်ဖြစ်နေတဲ့သူ့လူမျိုးတွေအေးစစ်စစ်သူ့ခေါင်းဆောင်မှုကိုလိုက်နာမလို့ तू ထင်ခဲ့တယ်အခုတော့ तू လုံးဝယုံကြည်မရှိဒါပေမဲ့ဘုရားရှင်ကသူ့ကိုစိတ်ချမှုတစ်ခုပြီးတစ်ခုပေးပြီးတော့နောက်ဆုံးကဲလွတ်တော်သူတကယ်ဖြစ်စေတယ်ဆိုတာတွေ့ရတယ်ရှင်ပေါလုသက်တာလည်းဒီလိုပဲသူဂန္ဓာရထဲမှာအာရေဗျတိုးထဲမှာအရင်နေခဲ့ရတယ်ဘုရားသခင်ကပြောင်းလဲကြတဲ့ကတော့တပါအမျိုးသားတို့လင်းစရာပုံငါခန့်ထားလို့ပြောပြီးပြီသူ့တမန်တော်ဖြစ်စေမယ်ပြောပြီးပြီဒါပေမဲ့ तू လက်ခံမဲ့လူမရှိလူတွေက तू ကြောက်ကြတယ်ငါတို့ခရိယန်တွေကိုတတ်နေတဲ့လူသူ့ယုံကြည်သူကလက်ခံမဲ့လူမရှိဘူးသူ့မှာသွားစရာနေရာမရှိဘူးအာရေဗျတိုးထဲမှာဖျားနဲ့အချိန်ယူပြီးတော့ဝိညာဉ်ရေးရာဆောင်းကာလကို तू ဖြတ်တန်းခဲ့တယ်အဲ့ဒါပြီးမှ तू အန်တီအုံမျိုးရောက်လာပြီသူ့အသက်တာຫນွေဦးပေါက်တဲ့အချိန်ကျမတို့တွေ့ရပြီသာသနာပြုခီးစဉ်တွေကျမတို့တွေ့ရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဖျားရှင်တတ်မှတ်ထားတဲ့အချိန်ခါတွေကျမတို့သက်တာမှာရှိတယ်ဆိုတာဝန်ခံရမယ်အာမင်ဆိုတော့ဝိညာဉ်ရေးဆောင်းရသည်ဆိုတာဘာလဲဆိုတာနည်းနည်းလောက်ကျမတို့ကြည့်မယ်နော်အရင်ဆုံးဒေသနာကျမ်းအခန်းကြီး3အငယ်1နဲ့2ကိုတစ်ချက်လောက်ဖတ်ပေးချင်ပါတယ်ဒေသနာကျမ်းအခန်းကြီး3ငယ်1နဲ့2ခတ်သိမ်းသောအမှုရာတို့သည်မိမိတို့အချိန်ရှိ၏မိုးကောင်းကင်အောက်၌ကြံစီသမျှအသီးသီးတို့ကိုပြုရသောအချိန်ရှိ၏ဖွားချိန်နှင့်သေချိန်လည်းရှိစိုက်ပျိုးရသောအချိန်နှင့်စိုက်ပျိုးသောအရာကိုနှုတ်ရသောအချိန်လည်းရှိ၏ဟာလေလုယာဒီကျမ်းစာဖတ်ရတာအရာသာရှိရလို့ကျွန်မခံစားရတယ်ဘာကြောင့်လဲသိလားကျွန်မပြောပြီးဒါကျွန်မတက်မှာဒုတိယအကြိမ်ဒီကျမ်းစာကိုဖတ်တာဖြစ်တယ်တရားဟောတဲ့အချိန်မှာAre vegans healthy? Are vegetarians healthy? French fries and beer are vegan. ကျမတခါမှဒီကျမ်းစာကိုမဟောဘူးကျမဒီကိုရောက်လာမှတ်မှတ်ရဒီမှာရှိတဲ့လူငယ်2ယောက်က English service မှာဒီကျမ်းစာကိုဟောတာကျမနားထောင်ဘူးတဲ့ကျမစဉ်းစားငါအမှုတော်ဆောင်တရားဟောသက်တမ်းနှစ်ပေါင်း20ကျော်ပြီဒီကျမ်းစာတခါမှမဟောမိဘူးနော်ကျမအတွက်ဒါတခါမှခွန်အားမရခဲ့ဘူးလားမသိဘူးလို့စဉ်းစားရလောက်ဘာလို့နှစ်ခါဆက်တိုက်ဒီမှာကြားရတော့ကျမဖြစ်တယ်တလို့ကဘာကိစ္စလဲမသိပြောရင်းနဲ့ဒီနှုတ်ကပတ်တော်လေးပေါ်လာလို့ English service မှာကျမပြောဘူးတဲ့
ဒါတော့ဒီနှုတ်ကပတ်တော်နဲ့မဆိုင်ပါဘူးကျွန်မအကြောင်းပြောပြတာပါအဲ့တော့အခုဖတ်ရတာအရသာရှိရလို့ကျွန်မခံစားရတယ် finally ပေါ့နောက်ဆုံးတော့ကျွန်မလည်းဒီနှုတ်ကပတ်တော်ဟောနိုင်ပါပြီလားအခုချိန်မှာကျွန်မအရေးချင်းရှိတယ်ထင်ပါတယ်ဆိုတော့ဒီမှာပြောထားတာဖခင်သခင်ကအရာခတ်သိမ်းကိုသူသတ်မှတ်ထားတဲ့အချိန်တွေရှိတယ်လို့ပြောတယ်မွေးတဲ့နေ့တစ်နေ့သေတဲ့နေ့တစ်နေ့စိုက်ပျိုးတဲ့အချိန်ရှိတယ်ရိတ်ရတဲ့အချိန်ရှိတယ်စိုက်ထားတော့ပြန်နှုတ်ရတဲ့အချိန်လည်းရှိတယ်ပြောချင်တာပါလေဘုရားသခင်အရာခတ်သိမ်းကိုအချိန်နဲ့တကြသူချင်းချက်တဲ့အချိန်များနဲ့အလုံးလုံးတယ်လို့ဘုရားရှင်ဒီမှာပြောချင်တာဖြစ်တယ်ကျမတို့ချင်းချက်တဲ့အချိန်ကတော့တတ်ဖြစ်တယ်ကျမတို့ကတော့နောက်တစ်နှစ်ဆိုငါ ready ပြီလို့ထင်ကောင်းထင်မယ်ဘုရားချင်းချက်တဲ့အချိန်နဲ့ကျမတို့ချင်းချက်တဲ့အချိန်မတူဘူးဆိုတာမြေကြီးသားဖြစ်တဲ့ကျွန်တော်ကျမဝန်ခံနိုင်ဖို့တော့အရန်ရေးကြီးတယ်အဲ့ဒါဝန်ခံနိုင်တဲ့အခါကျမတို့စောင်းရသည်ကိုဖြတ်တန်းရတဲ့အခါလွယ်ကူတယ်မငင်းဆန်တော့ဘူးအတင်းကြီးမဲ့ရုန်းကန်နေပိုခက်တယ်အဲ့ဒါဖះရှင်ချင်းချက်တဲ့ချိန်ကာလထဲမှာမိမိကိုယ်ကိုဝန်ခံလိုက်ပြီးတော့မှဒီကာလမှာကိုရောကျွန်တော်ကျမတက်တာမှာပြုပြင်ရမယ့်အရာလုပ်ရမယ့်အရာအားလုံးပြီးပါစေလို့ဖះနဲ့ပူပေါင်းလုပ်လိုက်တဲ့အခါကျမတို့ပူပြီးတော့လှလှပပထွက်လာတယ်လို့စောင်းရသည်ထဲကလည်းမြန်မြန်ထွက်လာနိုင်တယ်ဟေးမန်ပြီးတော့ဒေသနာအခန်းကြီး3ငယ်7ကိုလည်းဖတ်ပေးချင်ပါတယ်ခတ်သိမ်းသောအရာတို့သည်မိမိတို့အချိန်တန်မှလျောက်ပတ်စွာဖန်ဆင်းတော်မူပြီတဲ့ဒီမှာပြောချင်တဲ့အင်္ဂလိပ်လိုတော့ he makes all things beautiful in his time ဘုရားသခင်အချိန်တန်တဲ့အခါမှာမှအရာခတ်သိမ်းကိုလှပအောင်လုပ်တယ်ဒါတယောက်ချင်းစီအတွက်ပြောတာကျမသက်တာအတွက်ဘုရားပေးတဲ့အချိန်စရာနဲ့ပကမ်းအတွက်ဖျားထားတဲ့ချိန်စရာလည်းတူမှာမဟုတ်ဘူးကင်းပူအတွက်ဖျားထားတဲ့ချိန်စရာတူမှာမဟုတ်ဘူးတခါလေကျမတို့ကကိုယ့်ရဲ့အချိန်စရာနဲ့သူတို့အချိန်စရာကိုကြည့်ပြီးတော့မှလေမလိုအပ်ပဲနဲ့မနာလိုဖြစ်လိုက်မလိုအပ်ပဲနဲ့စိတ်တကြလိုက်ဖျားရှင်ကိုအကောင်းဆုံးလှုပ်ပေးနေတာကိုလည်းဂျေဇုမတင်သက်ကိုတော့သူ့ကျတော့လှုပ်ပေးတယ်ကျွန်တော်ကျတော့ဘာကြောင့်ဒီလောက်ဆောင်းရတယ်ဆိုကျမတို့တွေရှာရှည်ကြတယ်ပြဿနာရှာကြတယ်ဖျားချင်းချက်တဲ့အချိန်ကာလအသီးသီးရှိတယ်ဆိုတာကျမတို့မေ့နေကြတယ်ကျမတို့တယောက်နဲ့တယောက်ရုပ်မတူတာရုပ်တူရင်တော့လက်ပွေရမတူဘူးမွေးလာတဲ့မိဘလည်းမတူဘူးဖျားပေးတဲ့စုကျေးဇူးလည်းမတူဘူးအချိန်စရာကျတော့အတူတူကျမတို့ဖြစ်ချင်ကြတယ်ဒါမှဖြစ်နိုင်မှုဆိုတော့ကျမတို့နားလည်ရတယ်အာမင်အတိကတော့ယန်သူကကျမတို့ဖျားသခင်နဲ့ကျမတို့ပဲဖျားကိုစစ်စစ်ကြည့်ပြီးဖျားရှင်ကျမတို့သက်တာကိုခေါ်ခြင်းနဲ့အတူပြေးဖို့အစားအဲ့ဒါကိုအာယုံပါလဲအာယုံလွှဲချင်လို့သူများကိုကြည့်ခိုင်းတာဖြစ်တယ်ကျမငငယ်တော့သူများကိုကြည့်ပြီးကိုယ့်ကိုတိုင်းတာတဲ့ဘဝတော်တော်အလုရှုပ်ခဲ့တယ်သူများကိုပဲကြည့်နေတော့ကျမပြေးလမ်းကိုကျမမပြေးနိုင်ဘူးလေစောစီစီပဲကျမကိုဘုရားရှင်သွန်သင်တယ်ငါသမီးမင်းရဲ့ပြေးလမ်းကိုပဲမင်းပြေးပါမင်းကခေါ်တယ်လို့ဘယ်သူမှမလုပ်နိုင်ဘူးသူများအလုပ်လည်းမင်းမလုပ်နိုင်ဘူးအချိန်မဖြုံးနဲ့မြန်မြန်ပြေးလမ်းကိုပြေးချင်တယ်ဆိုရင်ကိုပြေးလမ်းကိုပဲအာယုံစိုက်ပါလို့ဘုရားရှင်ကျမကိုသွန်သင်ခဲ့တယ်အဲ့ဒီအတွက်ဘုရားကိုကျမအရန်ကျေးဇူးတယ်နောက်ဆိုကျမလုံးဝရှာမရှိတော့ဆက်လည်းမဆက်ဆူတော့ဘူးသူများဘာဖြစ်နေတယ်တီးဖို့လို့ရင်တီးလိုက်တယ်ဝမ်းတာလည်းအောင်မြင်တာမြင်ဝမ်းတာပေးတယ်သူတို့ကြာရှုံးတဲ့အခါမှာထူမပေးတယ်အ ਨੇ ဆုံးတော့မကောင်းတဲ့ကျမလုံးဝမပြောဖြစ်တော့တနေ့ကျရင်ကျမလည်းလိုလိမ့်မယ်ကျမကြာရှုံးတဲ့အခါမှာကျမကိုလည်းကိုချင်းစာပြီးတော့သူ့မကောင်းကြောင့်မပြောပေးပါနဲ့လေလို့ကျမရိတ်ရမယ့်အချိန်လိုမယ်ဆိုတာကျမသိတယ်လူတွေရဲ့တနာချင်းကိုခံဖို့လိုတဲ့အချိန်တွေကျမမှာအများကြီးရှိလာအောင်မယ်ဆိုတာသိတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာကျမဂျေဇုပြုခဲ့တယ်ဟာလေလုယာဆိုတော့ကျမတို့ရဲ့အချိန်ခါတွေအရင်နားလည်ဖို့အရင်ရေးကြီးတယ်အပင်တွေကလည်းနွေရာသီမရှိရင်လည်းကျမတို့ဒီကနေ့မြင်ရတယ်လို့လှပတဲ့တစ်ပင်မဖြစ်နိုင်ဘူး။မဝက်တစ်ချပင်ကြီးတွေကြည့်ပါ။တဘာဝအတိုင်းကြီးထွားခြင်းဖြစ်စင်မှာဖျားထားတယ်။ဝက်တစ်ချပင်ကြီးတွေစောင်းတန်10ခါလောက်ခံနှွေတန်မိုးတန်10ခါအနှစ်20အနှစ်30ခံပြီးတဲ့ကဘာဖြစ်လဲ။တနေ့ပြီးတဲ့မတိတာမဲ့သူတို့အခောက်တဲ့တစ်ပင်မာလာတယ်။ပူလှလာအကွက်တွေပေါ်လာတယ်။နောက်ဆုံးဘလောက်ထိဖြစ်လာ။အရာကြီးအမြင့်လဲမြင့်ဘေးကလည်းကားလာတယ်လို့ပင်စီရက်လည်းအရန်ကြန့်ခိုင်လာတယ်။မြန်မာစကားပုံတစ်ခုလိုပေါ့တစ်တပင်ကောင်းလင်ငှက်တတောင်းနားနိုင်ဤလို့ပြောလို့အဲ့ဒီအသက်တာမျိုးဖြစ်လာတယ်ဒါဘုရားသခင်ကျမတို့အသက်တာကိုလိုချင်တဲ့အရာလည်းဖြစ်တယ်ဟာလေလုယာဒီနေ့တော့ခုနပြောတဲ့ရာသီဥတု၄မျိုးနေတာတဲ့အချိန်ຫນွေဥကာလຫນွေရာသီဆောင်းကာလအကြောင်းတော့ကျမမပြောတော့ဘူးအားလုံးကသဘောပေါက်မလို့ကျမယုံကြည်တယ်ခင်ဗျားသက်တာအရာလှနေတဲ့အချိန်မှုတော့အရာဆင်ပြေနေရတကဖိတ်ခေါ်ချက်မျိုးမျိုးရတယ်ဘုရားရှင်ကသုံးတဲ့အသီးအများကြီးလူတွေကိုကြွေးရတဲ့အချိန်ရှိတယ်ဒါပေမဲ့အဲ့ဒါတွေခဏနားပြီးတော့ဘုရားရှင်ခဏလောက်လာခွန်အားယူပါဆိုပြီးစောင်းနှင်းကိုကျမတို့ဖြတ်တန်းရခိုင်းတဲ့အချိန်ရှိတယ်ဒါလူတိုင်းဖြတ်ကျော်ရမယ့်အရာဖြစ်တယ်ကျွန်တော်တော့ကျမတော့ကြုံစရာမလိုပါဘူးလို့ကျမလိုမျိုးမသွေးမိပါစေနဲ့အာမင်ဒါပေမဲ့ဒီကာလမှာဖခင်နဲ့တူပူပေါင်းလုပ်ပါဒါပေမဲ့ဒီကနေ့တော့ကျမအထူးပဲခံစားရဲဒီထဲမှာမိမိသက်တာမှာဝိညာဉ်ရေးရဆောင်းရသည်ဖြတ်တန်းနေသူ6ကပ်အေးခဲပြီးတော့မှလေ
one day, those sit at just yellow chinny, mine in a chinny, Annie. Trella bought chain than me, Piashin, Pioni Rapshit, hallelujah. Piashin thing, we upo yada, Piro Mapshit. Then that you knew the wheel of your poop and lame, a thief when in Yame chain, Pittes with the Rins got to my beach in it, hallelujah, hallelujah. So, sounding because of Jesus Christ, we celebrate Easter. And Easter is sounding about John Petanyales or the Chalaugia. The bad day cheddar, the bar what the Auji in T9. I'm about 2 years to Sound the a penny marshid a porigo, that put a jigab shade. A cookeros can be nipping a toted or Luria need Siberia when show jarre. GMO de Lelo Jarre, they get a lucha might to a long Macao, no? Go go mu bisa, pay the lonely sheep that lay down piano, a young piano, Juana Diana Same. Shallow Jarre, the bawa then pialo de Yajamo Jamai to a council pity. Both the city, Mumu Tonjalo, both the city, and Jamari Manning Amazon. Both the city or sit danger at the Gonton and Mala, Sa Atau Tema, so ziri, Jama Clear, Jama, a young Sarah, Moyada, Sarah. A young Larry Mogu Madura Sarchin, Jean, a young Michu, a young Sabo Mohulo, Piocinali, and I'm your loaded a lapo, a Pimanchi, Gamo Yansen, tomorrow morning, I saw Jamaran and a Balauti Pidole, the Gabapoma, a take and Zayoga, a miazo duty as Swedware. Babylole, sorry, sat or a state of Miano. I put a sage out, Dinin and a loam sign, Piola San, except your limeno. So I put a say a little solar so through a below time that the piamas Rashid. I Gio Luriale, Nyamia, Polo Macaide, ma Kilo Malagazo, Yanchin, and we to Bessenado, Potasia Ziporelli, Piantella, Diati and Piana, the show appear, Miosa, Potas, Belapanibi, Guamataya, me, Belapama, Nabanalata Castle, she and Nam Tamu, Pinale, teacher tomorrow, Mataja, Wulino, Ledma, shout down Jaro Bapia, Potasia, Gene Belouses in Mapia, the show appeared, Pampoint to tomorrow, side must say in my room, check him. May I would the gate up? Hey, Potas a Gene Belouse, Coma Pianamu. I report that see a meji for Jabibison, Nippon Naseti are needing she read it. Jamari assigning it him a volati tika lesura Piochena. Suro Aradagana, so the Madabawa lopira balletilla. A penny a titi de camare, a tine pone a mere twe pare, but on a such malenamle. The show penny a poria, Pempia Polo tomorrow and was Samatina to Macau, but the show pori jaro, Macaone Puru, Sabi Piane, Luco Camna, Shena bacteria so I saw holy, good bacteria so you could drink him marama. Ma, Danchin sign, could drink a caune bacteria, poor adancy, or could win and Nagasa Piaudes or not to a Macaone bacteria of that deli. Hello, pay out the bawa in Tartara, she is sort of Piochenaga, a titi lada, a tine do, bopalare. Tomorrow that I could tea, tomorrow Matia honey, Payama Jade Puri, tomorrow machine, amen. Hello, tomorrow Alomale, a tea in Tanlana, Puli, Lemia Pala Jare. Sounding about the less suyin. Sound you check a young irechima di Puri Tigon, a little pota simolo. Go up, Poma Sayame Yadi, Piala, Mazaba, Chaula Sayama, Tonlane, Mianzabari, Lojaram, yet to the bar, so tomorrow Lojarli. Pota series, the Bawa Yati to go Pandira Babshele. Sania Chichin Tulu, tomorrow Calibo around Econ Lemshi, you get the Talemeshi, which mean a chat at Tanegopiam Nulemato, now Nitirama, Ballet, Zhao in Bono. You get the Tamho, no? Zhao in them a design ted, 8 Zhao in Tanzagali, Shimala, Leap on an air Mato yet. A cookie of Sania Chichin Tule. The Chelon reader on Emma Pao Tore to my ye short chambers of dinner to my ye short chella. Piochen not the news so in Mago in Haria Tori get that I'm a 10. Pao Dawshan Nuitara, no? Piochen about a Sunny, tomorrow I'm new, the Bawa Nila Mahob, and Yachin, or Tanham Nakabe, Yama Tonka, Yatension, Lika, Yatension, Pialan, and Mumu tomorrow Lojara. Tomorrow we need that Aloloma, Yan Sopiat that Dwelling. Luakana, Jean Wakana, Yan paint the show, or the blue break shame and the eye to show Lojar and Hala, Gigi, Taco Masave, Taco Maumiro, leaching and look. The Latin Paulis, a jado, not to up Yamatina, not Carlo, Luale, Cube, Pay like Shula, Jama, you Gigi, Tika up, Shitty, Jama, woman, a Pijira. So, Poa Piashin Pure at the Bawa, Nilan, and that poop shitty. Let the Maria sound him aim, Jabora, my aim the two body Matthew.
အပင်ရဲ့အမြင့်ထိသွားနိုင်တဲ့ပိုးတွေပါစောင်းနဲ့တအားအေးခဲတဲ့ကအပင်အောင်တည်သွားပြီလို့ထင်ရတယ်လေအဲ့ဒီချိန်မှာခုနပြောတဲ့ပိုးတွေတည်တော့နောက်တစ်နှစ်ຫນွေဥပေါလို့သူအပွင့်နေပွင့်အသီးသီးလာမဲ့အခါခုနယာတီဟောင်းရဲ့ပိုးတွေကယာတီတိရဲ့ခမရိတ်သိမ်းမဲ့အရာကိုမနှောက်ယှက်နိုင်တော့ဘူးအာမင်ဒီအတွက်ကြောင့်ဝိညာဉ်ရေးရစောင်းရသည်ကိုကျမတို့ဖြတ်တန်းကြတာဖြစ်တယ်အဲ့ဒါကိုမလိုချင်တဲ့အခါမှာငါဒီတိုင်းပဲသွားမယ်ပိုးတွေလည်းဒီတိုင်းဆက်မွေးထားတယ်နောက်ရသည်ဆက်ခေါ်တော့ဘာဖြစ်လဲခမမတီးတာတော့မဟုတ်ဘူးပိုးကုံကြိုက်တာနဲ့မရိတ်လိုက်ရဘူးမဟုတ်လေရိတ်ရရင်တအားနေတယ်အသီးလေးတွေကြုံလှီပြီးကြည့်မကောင်းဘူးလူတွေခမမပေါင်းချင်ကြဘူးသူမှုတော်ဆောင်နဲ့မဲ့သူတရားဟောအမြဲတမ်းလူပါလေကန့်လန့်ကျင်နဲ့ထိုးသလိုပဲအဲ့လိုခံစားကြတယ်လူတွေမပတ်သက်ချင်ကြဘူးအဲ့ဒီဦးလေးအိမ်ကိုရှောင်မသွားဘူးပတ်စံဘလောက်ချမ်းသာငါပြက်မတက်လိုရင်လည်းဒီဦးလေးကိုကူညီမတောင်းဘူးဆိုတာမျိုးဖြစ်ကြတယ်ကျမတို့သက်သာတယ် You've been learning since forever. Making, trying, figuring some things. ပြောချင်တာပါလေကျမတို့ဒီပိုးတွေကိုဖះရှင်ရှင်းပေးဖို့စောင်းရသူဖြတ်တန်းဖို့ခွင့်မပြုကြဘူးအတင်းတောင့်ခံထားညှင်းဆန်ဖះရှင်ကျွန်တော်ကျမဘာကြောင့်ဒီလိုခက်ခဲလဲကိုလိုဘာကြောင့်ဒီလိုဖြစ်ခက်ခဲခိုင်းရလဲစောင်းရသည်တော့ဖြတ်တန်းနေတယ်ဖះကိုမကြည်မနှက်အဲ့လိုပြောတဲ့ကပိုးကမသေးဘူးပုံကန်နဲ့ပိုးကဒီတိုင်းရှိနေတော့ခင်ဗျာဖြတ်တန်းလိုက်ရတဲ့စောင်းတွင်းကအလကားဖြစ်သွားတယ်ခက်လဲခက်ခဲတယ်အေးလဲအေးတယ်အသီးလဲမသီးဘူးຫນွေဥပေါလို့သူများတွေအသီးသီးတဲ့ချိန်မှာကို့အသီးတွေကဖူးပွင့်ချိန်တန်မြတ်အကုန်လုံးပိုးပြန်ကြိုက်သွားတဲ့ဘဝမျိုးဖြစ်ကြတယ်အသက်တာမှာမြုံသွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့စောင်းတွင်းကဘာလုပ်ပေးသလဲပိုးတွေကိုတတ်ပေးတယ်အာမင်ကျွန်တော်ကျမအားလုံးမှာပိုးရှိတယ်နော်အသင်းတော်တွေမှာလည်းပိုးရှိတယ်အသင်းတော်တိုင်းရအားနဲ့ချက်အသီးသီးရှိကြတယ်အာမင်ဒါကြောင့်ခုနဒီမှာကျမတို့ရှောလမုန်တခြင်းအခန်းကြီး1မှာဖတ်တဲ့အချိန်မှာပန်းနေပွင့်ပြီနော်ဂျိုးညက်သွန်တန်နေကြားရတယ်လို့ပြောပြီးတဲ့အခါမှာအဲ့အောက်မှာဖတ်ရေးထားတဲ့ကျမ်းစာလေးတခုကျွန်မဖတ်ပေးခြင်းအဲ့ကျမ်းစာဘာပြောလဲဆိုတော့အတိရောက်လာမဲ့ရိတ်သိမ်းခြင်းကိုကြိုက်စားမဲ့ပိုးကောင်တွေရှင်းဖို့သူဒီမှာပြောတော့ဒီမှာတော့အကောင်ကြီးပေါ့အငယ်ရှောလမုန်တခြင်းခန်းကြီးနဲ့အငယ်15မှာစပြည့်နွယ်ပြင်တို့ကိုဖြတ်လက်တန့်သောမြေခွေးများနှင့်မြေခွေးကလေးများကိုငါတို့ပို့ဖမ်းကြလောတဲ့ငါတို့စပြည့်နယ်ပင်တို့သည်အပွင့်ပွင့်လျက်ရှိကြ၏တဲ့ဒီမှာပြောတာ little fox ပေါ့မြေခွေးသေးသေးလေးတွေသွားဖမ်းရအောင်တဲ့ကြီးလိုက်ရင်တော့အရေးမကြီးလို့ထင်ရတယ်အကောင်သေးသေးလေးပဲဒီကောင်ဒုက္ခမပေးနိုင်ပါဘူးငါတခါလေးလိန်ညာတာအသေးဖွဲပါငါတခါလေးပုံကန်တတ်တာဖះတခါပြောရင်နားမတောင်3ခါမှနားထောင်အသေးဖွဲပါသေတန်းမှလည်းသေလောက်တဲ့အခက်ခဲမဟုတ်ပါဘူးလို့ကျမတို့ချစ်စနိုးလေးတင်ထားကြတယ်အဲ့ဒီအရာတွေကမြေခွေးလေးလို့ပေါ့တစ်ချိန်ကျရင်မြေခွေးကြီးဖြစ်လာပြီးတော့မှစပစ်နယ်ပင်အပွင့်နေတာအသီးသီးတွေကအကုန်ကိုက်စားပြီးဖြက်စီးမှာမလို့ရှင်းပြပါလို့ဒီမှာပြောထားတာတွေ့ရတယ်ဒါကြောင့်စောင်းရသည်ဖြတ်တန်းတဲ့အချိန်မှာကျွန်တော်ကျမတက်တာမှာရှိတဲ့ပုံကန်တတ်တဲ့အရာနည်းနည်းဆိုဖះကိုမကြည်မနဲ့ညီးတာတို့နူးညံ့တိမ်မွေးတဲ့စိတ်နဲ့နှုတ်ကပတ်တော်နားမထောင်နိုင်တာခါသီးတာလူတွေချင်းလို့ပြစ်မြင်တတ်တာရှိတယ်မလားကျမတို့ထိုင်နေနေကျမတို့လေပတ်စံတာမရတာလေအကဲဖြတ်လုံအောင်တအားလောက်ကြတယ်ကျမတို့စာတွေဖတ်ရင်တော့ book review တွေဖတ်တယ်မလားဟိုပါလေ peer review ဆိုတာဖတ်ရပါဆိုပညာရှင်ကသုံးသပ်ပြီးသားဆိုတော့သူတို့ screening ဖြတ်ပြီးသားဟာစိတ်ချရအဲ့ information ကျမတို့သုံးလို့ရတယ် article တစ်ခုသုံးမယ်ဆိုရင်ဘယ် journal ကနေယူလဲ peer review ဟုတ်မဟုတ် review လုပ်ပြီးသားအဲ့လုပ်တဲ့လူတွေပတ်စံအများကြီးရတယ်နော် book review ကျမတို့ကြောင့်မဟုတ်ဘူးဖះเจ้าလာတဲ့အခါတော့ automatic ဘယ်သူမှလာစားမပေးဘူးရောက်တာနဲ့ဒီတယောက်ဒီနေ့ worship မှာဘာဝတ်လာလဲမသိဘူးဟာသူဒီမှာသူတခီးလွဲသွားတယ်ဟိုကအချိန်ပြည့်ကျမတို့ကလေ review လုပ်နေကြတယ်ကဲဖြတ်ကြတယ်တကယ်တော့အဲ့ဒါဘာသာရေးဆန်တဲ့ဝိညာဉ်ဖြစ်တယ်နော်မသိမသာနဲ့ဒါတွေကျမတို့ဆင်ခြင်ကြဖို့ဖြစ်တယ်အာမင်ဝိညာဉ်တော့ဟဲ့ပြစ်မြင်တာများလုံးပြီနော်လို့ပြောတဲ့ချိန်ရှိပါတယ်အဲ့ဒီခါကျရင်အဲ့ဒီမြေခွေးလေးကိုဖမ်းလိုက်ပါအာမင်ဖြတ်စီးလိုက်ပါမဲကိုရောရဲ့အမြင်ကိုယေရှုခရစ်ကိုကျွန်တော်ဝတ်ဆင်ပါတယ်ကိုရောရဲ့မေတ္တာမျက်လုံးနဲ့ကျွန်တော်တို့တရားကိုတရားကြည့်ရအောင်အာမင်အသင်းတော်မှာပို့ပြီးတော့အသီးပွင့်လာမှာဖြစ်တယ်တရားနဲ့တရားအပြစ်ရှာဘာစကမပြောရင်တော့ခမည်းမျက်လုံးကအပြစ်ရှာဟိုလူကခံစားရတော့တခါတည်းမပြောပေမဲ့မျက်နှာနဲ့ခံစားလို့ရတယ်ခန်းချောက်လာတယ်လှုပ်ရှားမှုကပူပြီးတော့မှမပွင့်လန်းတော့ဘူးတာသမီးလည်းကြည့်ပါမိဘတစ်ချိန်လုံးစူရဲစူဖို့တော့လိုတယ်လေသူတို့ဆိုကလေးဆိုအလိုလိုမှမလိမ့်ပါအမြဲတမ်းစူတာနဲ့အမားပဲရှာနေတဲ့ကလေးကပုံမားတယ်နော်ငါဘာမှားမလဲဘာပြောတော့မလဲဆိုပူကြောက်တယ်တချို့အရန်စီကန်းကြီးတဲ့ဆရာရှိတယ်အဲ့ဆရာရှိမှရပြီးသားစာတော်မေ့တယ်မလားဘာလို့လဲဆိုပူကြောက်ရလို့လေ तू ကဘာမှားသေးတယ်ဘာမှပြောမယ်ဆိုတော့အပြစ်ရှာနေတယ်ဆိုတာသိတယ်ကကျွန်တော်တို့ပူမှားတယ်အဲ့လိုပဲအတင်းတော်မှာတယောက်နဲ့တယောက်အမားပဲတစ်ချိန်လုံးရှာရင်ကျမတို့တွေမပွင့်လန်းနိုင်ကြဘူးအမားပူလို့တယ်ဒါပေမဲ့လက်ခံပေးတဲ့အခါမှာလေ
ကောင်းတာရှိရင်ချီးကျူးမယ်မှားတာတော့ပြင်မယ်ဆိုတာသိတဲ့အခါကောင်းနေတဲ့ချက်လည်းပိုကောင်းလာတယ်အာမင်ဟာမင်းတခြင်းဆိုတော့ဒီဟာလေးတော့ကောင်းတယ်ပြောအဲ့ဒါမျိုးပိုင်း तू ပိုဆက်ကပ်လာပိုဆိုချင်လာတယ်ဆိုတော့အဲ့ဒီအပြစ်ရှာတတ်တဲ့အရာလေးကစားဒါအသင်းတော်တိုင်းမှာလည်းကြောင့်ပိုးရှိရလို့ကျွန်မပြောချင်ပိုးကောင်လေးတွေကိုဒီဆောင်းတွင်းကတတ်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဝိညာဉ်ရေးဆောင်းရသည်ကိုကျွန်တော်တို့ဖြတ်တန်းတဲ့အချိန်မှာဒီပိုးကောင်လေးတွေဖျားရှင်ဖယ်ရှားပေးတယ်အဓိကဘာအတွက်လဲနောင်တစ်ချိန်မှာခမည်းနွေဦးပေါက်ပြီးတော့မှရိတ်စိုက်ပြိုးလိုက်တဲ့အသီးပွင့်တွေပွင့်လာတဲ့အခါမှာခမည်းရမဲ့ရိတ်သိမ်းခြင်းကိုမခိုးစေဖို့ဖျားရှင်ကချစ်တဲ့အတွက်ကြောင့်ဆောင်းရသည်ကိုဖြတ်တန်းခိုင်းတာဖြစ်တယ်ဟာလေလုယာကိုရောကပြောမယ်ငါသားငါသမီးဒီအသွေးခေါ်တော့ထားခဲ့လိုက်တော့ဒီလိုဝေဖန်တတ်တဲ့အဖြစ်တွေထားခဲ့လိုက်ပါဒီနေ့ကစကားနားမထောင်တတ်တဲ့အရာတော်ပြီးမင်းရင်ချက်ချိန်တန်ပြီးဝိညာဉ်တော်တစ်ချက်နှိုးဆိုရင်ချက်ချင်းလှုပ်လိုက်ပါဘုရားရှင်ပေးခိုင်းရင်ချက်ချင်းပေးလိုက်ပါဖြစ်လို့လေပေးလိုက်တာတဲ့ပူကြီးမားတဲ့ကောင်းကြီးငါပေးချင်လှပြီးမင်းဖေကမထွက်သေးတော့ငါပေးလို့မရဘူးလို့ဘုရားရှင်ပြောနေတာဖြစ်တယ်ဘာနဲ့တူလဲဘုရားရှင်ကျမတို့ကိုတစ်ခုတောင်းတယ်သူပြန်ပေးချင်လက်ဆောင်ကအကြီးကြီးသူ့နောက်ကျောင်းမှာကွယ်ထားတယ်ကျမတို့ကမတွေ့ဘူးဘာပြန်ပေးမှာတော့လက်ထက်မှာလည်းဘာမှမတွေ့ဘူးဆိုကျမတို့ကရှိတာလေးတေးသေးလေးကိုဘုရားကမပေးနိုင်ကြဘူးဘုရားသခင်ဒီအရာကျမတို့သွန်သင်နေတာဖြစ်တယ်အပြစ်ရှိတဲ့အပြုမူတွေမကောင်းတဲ့အကျင့်တွေတေးသေးလေးတွေမြေခွေးသေးလို့ရာလေးတွေဘုရားရှင်ဒီဆောင်းထဲမှာတတ်ပေးနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီသခင်ယေရှုကယုံကြည်သူတွေရဲ့အသက်တာကိုသူကဘုရားသခင်ကိုစပြည့်ဥယျာဉ်မှုလို့ပြောတယ်မှတ်လားရှင်ယောဟန်အခန်းကြီး15အငယ်1နဲ့မှာအဲဒီအကြောင်းပြောထားတယ်ငါဟာစပြည့်နွယ်ပင်ဖြစ်တယ်သင်တို့ကအကိုင်းခက်တွေဖြစ်တယ်ငါခမည်းတော်ကဥယျာဉ်ဆောင်ကဘာလုပ်လဲအသီးမသီးတဲ့အကိုင်းဆိုခုတ်ပလိုက်တယ်တဲ့ရှင်ရောပဲဒါပေမဲ့အသီးသီးရင်လည်းဒီတိုင်းတော့မထားပူသီးအောင်ခုတ်ထွင်ရှင်းလင်းတယ် pruning လို့ခေါ်တာပေါ့မလိုတဲ့အကိုင်းဒီမှာအရွက်တော့တဖားအရန်လှတယ်အသီးမထွက်လာအရွက်ကိုညှက်လိုက်ဒါကြောင့်ကျမတို့ကလေအိုးပဲလေအရန်တော့ကြည်ကောင်းတယ်သူများစားစရာအသီးသိမ့်မပါဘူးကျမတို့သူတက်တာတယ်အဲ့ခါမှာဘုရားရှင်ပြစားဖို့တက်အလှတက်တော့ဖယ်လိုက်ကိစ္စမရှိဘူးလေမစားရလဲအဲ့ဒါတွေဖြတ်ခိုင်းလိုက်ရုပ်ကခဏဆိုးသွားငါ့ကိုပြောညှက်လိုက်တာအကုန်လုံးပဲဘာမှမကြံတော့ဘူးလို့ကျမတို့စဉ်းစားတယ်ဒါပေမဲ့ခဏလောက်စောင့်ပြီးတဲ့အချိန်မှာဟာလေလုယာအသီးတွေအများကြီးသီးလာလူတွေကစားရတယ်ကျမတို့တက်တာလူတွေဝမ်းမြောက်စရာဖြစ်လာတယ်လူတွေဝင်လာတာနဲ့လူတွေကကိုယ့်ကိုတွေ့ရတဲ့စိတ်ချမ်းသာတယ်ကိုကအားပေးနေကြဆိုအားပေးစကားတခုမှမပြောသေးတော့မျက်နှာမြင်လိုက်တာနဲ့သူတို့တောကတဝဲတက်တာတယ်အာမင်အဲ့လိုတက်တာမျိုးကျမတို့တကယ်ဖြစ်လို့ရတယ်အဲ့ဒါဘုရားရှင်စောင်းနှင်းကိုဖျက်တမ်းတဲ့အချိန် pruning ဆိုပြီးခုတ်ထွင်ရှင်းလင်းတဲ့အချိန်မှာဒီအမှုကိုကျမတို့အတွက်လုပ်ပေးနေတာဖြစ်တယ်ဟာလေလုယာမငင်းဆန်ပါနဲ့လို့ကျမပြောချင်တယ်ဆိုတော့နောက်တစ်ချက်ဆောင်းတွင်းကိုဘာကြောင့်ကျမတို့ဖြတ်တန်းရလဲအသီးလည်းသီးနေတယ်အပြစ်တွေလည်းကြီးကြီးမားမားမဟုတ်လည်းဒါလည်းဘုရားရှင်နားခိုင်းတယ်သူတို့အမှုတော်ဆောင်နေဆိုကြည့်ပါတစ်ခေါက်ကျမငငယ်တုန်းကမဟုတ်အခုတည်းငယ်သေးလို့ပြောချင်တာလွန်ခဲ့တဲ့25နှစ်လောက်တော့ကျမဖတ်ဘူးတဲ့စာအုပ်တို့ devotion စာအုပ်ကျမအရန်ခွန်အားရတနေ့နှစ်လောက်ကျမလက်ဆွဲပြီးတော့ဖတ် You need help. Let God help you through this. ဘာဖြစ်လို့ကျမတို့ဒီလောက်တောင်ခွန်အားပေးနိုင်ရတယ်လေဒီစာအုပ်အဲ့ဒါရေးတဲ့လူကြောင့်ပြောပြချင်တယ်ကျမသူ့ရာဇဝင်အားလုံးမေ့သွားကျမထင်တာမမှားရင် तू ကသာသနာပြုဆရာမဆိုတော့တေးချတယ်တရုတ်ပြည်မှာသာသနာပြုတယ်ထင်တယ်အဲ့ဒီခေတ်က1950 60 80ခေတ်တုန်းကအဲ့လိုမျိုးဖြစ်မယ်ပေါ့နော်ဆိုတော့ဖះလည်းအရန်သုံးတယ် तू အောင်မြင်နေတာ तू လူတိုင်းကလိုနေတယ်နေရာတိုင်းကဖိတ်ခေါ်ချက်ရှိနေတယ်ပြောရရင် तू ကစင်ပေါ်မှာအကြီးကျယ်ကနေရမယ့်အချိန်ဖြစ်တယ်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့သူ့အမေက तू အမေရိကလားကနေဒါလားကျွန်မမေ့သွားအမေကတဲတံဖျားနာတာရှိတခါတော့တလားလောက်ဖျားဆုံးသွားမယ့်ဟာမျိုးအကြိုက်ပြုစုရမယ့်ဟာမျိုးဖြစ်တယ်သူကလည်းသူဦးသီးသောသမီးထင်တယ်ကျွန်မထင်တယ် तू မသွားလို့မဖြစ်တော့ तू ရွေးရတယ်ဒီမှာသာသနာပြုနေတဲ့သာသနာပနိုင်ကမှုတော့အရန်အောင်မြင်နေပြီဒီမှာသူ့မိခင်တယောက်တည်းမထင်မရှားနဲ့အမေနားမှာတစ်ချိန်လုံးနေရမယ်ဒါပေမဲ့ဖះရှင်ကတော့ပြန်ခိုင်းတယ်လို့ तू ခံစားတော့ तू ပြန်သွားတယ်သူ့မေနာမှာနေတဲ့သူ့တငယ်ချင်းတွေကတင်းတော်တွေထောင်ချပြီးသာသနာလုပ်ငန်းနဲ့ဆင်မြူးဆက်ထားတဲ့သူဖိုက်ရတယ်လူတွေပြောင်းတယ်သူအားကြတယ်ကျွန်တော်မှလုံနိုင်တဲ့အရေးချင်းလည်းရှိတယ်ဖះလည်းသုံးတယ်ဒါပေမဲ့သူကူဘာလုပ်ရလဲအသီးလုံးဝမသီးဘဲနဲ့လူလည်းမသိသူ့တဲ့ဘူးမှမကြားဘဲနဲ့အမေနာမှာယောဂဖြစ်နေတဲ့မိခင်ကိုသူပြုစုရတယ်အဲ့လိုပဲမရလည်းအဲ့လိုပဲဂျာကြီးဖျားနေတယ်သာသနာကွေးကို तू ပြန်မရောက်နိုင်အဲ့လိုနှစ်နဲ့ချင်း तू နေရအဲ့ဒီအချိန်မှာ तू တခါလေဖះအောင်မေကိုတော့ဘာဖြစ်လို့ကျမဒီလိုဖြစ်ရတာလဲကျမကိုတော့တဲ့အများကြီးလှုပ်ချင်တယ်အတောင်လက်တွေလည်းစုံနေပြီပြန်ရမယ့်အချိန်ကျမပြန်လို့ရရတဲ့နဲ့ဘာဖြစ်လို့သူတို့ချုပ်ထားခြင်းခံရတယ်လဲပေါ့ तू ဖះရှင်မေးတဲ့အချိန်တွေရှိတယ် तू ဖះနဲ့အချိန်ယူတဲ့အချိန်မှာဖះရှင် तू ဝိညာဉ်နဲ့တဲ့အများဖွင့်ပြလာတယ်အဲ့နဲ့ तू စာအုပ်ကိုရေးတယ် Stream in the Desert လို့ဆိုတဲ့စာအုပ်ကြီးကိုရေးတယ်အဲ့မှာ
Ganaya Tayani, Sanyu Piashin, Citra series, to need and Piana, Chinuka, Pia Point Piaria, need and jump by to Cusine, devotion ye. Palaka, the girl was seen it, Jeware. Winning ya Kuari, amen. Jama, Jadi Yana, winning Kwaju Kayare. To Nejman and Matubu, to Jamal, Tileti Mamo, Namale Jabu Mamo, Dame, to ye that disa own it. Murosang Baum Young Miaswa, Yongji do Tambao Miaswa, Piasha, Winning Satura, hallelujah. To winning ya Sonya do Petaya Chan Alagama Hobao. Tomorrow, simple ma, Lutin Boma, Jade, so you know. I pay up it Lansing, pay agenda, tomorrow Jachima Jame. Tomorrow, Crito Piao, the gate Chidelu, so you know, Kuro, Chano seasons, Kuro, suit down the low. Kuro Luro, Kuro season, by Jubar and all, tomorrow when I'm up to the amen. I ain't Male, Nga Lujare, my semi pomaro, sheep me. I am cheer at the campiad, Lubom young Miaso, Disa up here, Musana Metosia, Maluene, Lubom young Mias with the Jewish me, Kuro Wanda Lida, Kuro Teno, Jamadilo, Tisaloyaba, last of you, Sonya Dima Bene, Kana one young name up to the amen. Tomorrow the chance to the law. Town Alma, where Tamu up, your Malambo, Tanega, New William name me. I Sanga La Male, one out Chinka Shina. That's why young Chichingo the loom. Young Chichingo the child the Lutenzaja, young Chichinsurare, sounding tipping net to read. Tipping to a young Chichia below, tipping a chilla, sounding tipping or chow near a G line. They be down Tinelli, Jamata gave a denying a yausa, sounding yauda cajero. Up in a tomorrow ain't been out tipping Chichi Shira. Church is ready to go to each other. Japan to me. I'll be Popo Chola like Dali, a kindly like jar and I'll be deep in the gate, they will have to get in. But Yochina, attention, Chine, sign a look at Kuma Matuyabu, a young woman to ya lamp. Metumatu, now, new Paula Chima, usually been twilight. Hello, Yochinaga. Lowa, a son of Mamia lao, they need Lutia be made. Young Chichia balloon balbotile, Nakulolo say, sound and tipping, Chauka name, Canaan, New Yaureka, New Growth, a tito, G2 Muri, Yaula Omes or Tuti, a poop in a Yaula Ome, New Yadi Giant, Lengaku, Ya Eke, you take the Edlo Kanzar, New Yadi Nita Apureka, a midi tipia Nuela Omes or Tuti. Now the sound powder, you the young piano, the Gabalo, not lodging a drop ya ome, Ludio not allow, we now queen omes what to tea. Every time I love passing a ballet sudore, sounding of Chenny Chima, not bar down the law, caving out, you so cheat and say, sounding of Chayales from a gong tea. Kisam she with the Chima, the Lupchilla omes, a young G che up in 1,900,000, sounding of Chetane Chima, a la pass on say the Bob Chete, hallelujah. Tomorrow Pia Ching Chete Ching cow. Nale Ninekam. Piata Yadi Nale Nineka. Sounding of Chetaya Kamale, tomorrow Piona Lame. Amen. Amen. Jinjede a pew. Young Chichi a pine and Nagago Miole me, tomorrow Piona Mapshede. Hallelujah. Hallelujah. Suro. Now that your duty are check Piata King as Sonya di Bajao Tabile Suro. Tomorrow that Anaju pu. Piale Apisi boot webshede. Aya Almian a titi nere. Gabami, damn a passion through knock and Babylole. Thou shalt Manara and Lolo name Suyin. The Chima Swayi Jalame. That's a Piatakin now, Tatama Nima, and Aju Lujansa Pura. Tomorrow Ludario Piashan Lotaraka, Napo Lures or Piashan Tibida. That's on Nakine. Chuma Jabura, the Ubonate Yao. Are vegans healthy? Are vegetarians healthy? French fries and beer are vegan. Malay now, no, I don't put this so low there. Company Namero me, do I do Jagabasiga to my jabure? A low ching out the bag of Conia Tara, oh, they got nare. So, Sipson near landed the total company. Laying PC or me out of our sit tight and sign a PC mutual company blues and all as well. I don't sit tight near it, sit do Jagabasipin near it, PC that I jouni Yarakaja, say on a pillow, Pibu. The Bataka Payniara, Loamago, the Bama Conian, Arumajai, the bag will say yellow mellow to show us some Piajare. So throw low the Mario, say Mataka, now baby rock, go yet low loaded. Go yet low the yena. To me, Comunia, Conia low, I'm sorry, Chow yellow the yena, and one. I'm also a low jar. Then I go need the shots below something. I don't know Malone Namu. Jansamara, Conia, the yena, pure ending, I will pay out, go me, the new name Names or throw loaded. And I threw a control out Bianchire Kama.
6လ9လကြာလာတဲ့အခါကြည့်တဲ့အခါမှာခုနတပတ်ကို10ရက်သတ်မှတ်တဲ့သူတွေထက်တပတ်9ရက်အတိုင်းသွားတဲ့ကုမ္ပဏီတွေကထုတ်လုပ်မှုအားပိုကောင်းတယ်ဆိုတာတွေ့ရတယ်တဲ့။ဘာဖြစ်လို့လဲဖခင်သခင်ကျမတို့အတွက်လိုအပ်တယ်ဆိုတာသိလို့ဒါနားဖို့ထားတာဖြစ်တယ်။ဖခင်သခင်ကသူရှေ့တန်းမှာတိုက်ဖို့သူ့လူတွေလွတ်တဲ့အခါမှာလဲခွန်အားအပြည့်ရှိတဲ့စစ်သားကိုပဲလွတ်မှာဖြစ်တယ်။အချိန်ပြည့်တိုက်ပွဲဝင်မနာ24/7လုပ်နေရတဲ့ကဘာဖြစ်လဲစွမ်းရည်ကျလာတယ်။လက်အနေသေးလာနိုင်တယ်ပြီးတော့အာယုံစူးစိုက်မှုကမကောင်းတော့ဘူးအဲ့ဒီချိန်မှာထင်အောင်ထင်မှားလည်းဖြစ်နိုင်တယ်ဒါကြောင့်ဖခင်ရှင်တခါလေကျမတို့အကျိုးအတွက်ခဏနားပါအားဖြည့်ပါလို့ပြောသခင်ယေရှုလည်းလုပ်တယ်မလားမနဲ့အစိုးခမီးတော်စီသွားပြီးခွန်အားယူတယ်တပည့်တော်တွေတောင်မှတနေ့ကုန်လူတဲ့ကြိတ်ကြိတ်တိုးလာတယ်စားစရာအချိန်တောင်မရှိလို့ပြောတဲ့အချိန်ရှိကျမ်းစာထဲမှာယေရှုကတချို့နေရာမှာပြောလေလာကြခဏအားဖြည့်ကြဆိုစိတ်ကြွယ်ရာရဲ့လူထုပြိတ္တမရှိတဲ့နေရာတောထဲကိုတပည့်တော်တွေကိုခေါ်သွားခိုင်းတယ်နားခိုင်းတယ်လို့ဒီမှာပြောတယ်အသီးနှံနေတည်သွားလာတော့ကျွန်မမသိဘူးတေချာတော့သူတို့အေးစီတစ်ပင်တက်လိုက်စောလိုက်ဟာတာပြောလိုက်အိတ်လိုက်နဲ့နေခိုင်းမလို့ကျွန်မယုံကြည်တယ်ပြန်အနားယူခိုင်းတာဆိုတော့ဗာလဲ recharge အနားယူဖို့နဲ့ပြန်လည်အားပြည့်ဖို့စောင်းနှင်းကိုဖျားဖြတ်တန်းခိုင်းတယ်ဆိုတာတွေ့ရတယ်အဲ့ဒီခါမှာကျွန်မတို့အဲ့ဒီကနေထွက်လာတဲ့အချိန်မှာနောက်ရိတ်သိမ်းပွဲအတွက်အစင်သင်ရှိလာတယ်ကပ္ပဦးကျမ်းအခန်းကြီး8ငယ်နဲ့7ကိုခဏလောက်ဖတ်ချင်တယ်ဒီကျမ်းစာမှာကျွန်မတို့တွေ့ရတာကကျွန်မတို့မြန်မာနိုင်ငံမှာယာတိဟု3မျိုးပြောတယ်နောက်နိုင်ငံတွေမှာ4မျိုးဒါပေမဲ့တမန်ကျမ်းစာကအတိကယာတိကို2မျိုးပဲခွဲတယ်ဆိုတာတွေ့ရတယ်ကပ္ပဦးကျမ်းအခန်းကြီး8ငယ်နဲ့7မှာနောက်အေးရေလွှမ်းမိုးပြီးနောက်ဘုရားရှင်ပြောတဲ့စကားဖြစ်တယ်။မြေကြီးမကုန်မီတိုင်အောင်မျိုးစေ့ကျဲရသောကာလအသီးနှံကိုရစ်ရသောကာလချမ်းသောကာလပူသောကာလຫນွေကာလစောင်းကာလမပြည့်ရဟုအမိန့်တော်ရှိ၏တဲ့။ဘုရားဘာပြောလဲ။အသီးနှံ sorry ဘာနဲ့မျိုးစေ့ကျဲရတဲ့ကာလအသီးနှံရိတ်တဲ့ကာလဆိုတော့ဘုရားအမြင်မှာ2မျိုးပဲ။ခမည်းပြင်ဆင်နေတဲ့အချိန်ရဲ့ရိတ်တဲ့အချိန်မျိုးစေ့ကျဲနေတဲ့အချိန်ကိုကျဲတဲ့အရာကိုရိတ်သိမ်းပြီးစားရတဲ့အချိန်2မျိုးပဲဆိုတော့စောင်းတွင်းကပြင်ဆင်တဲ့ကာလဖြစ်တယ်လေသမားတွေကကောင်းကောင်းသိတယ်ငါတို့စပားလဲစိုက်ဆရာမလို့အသီးနှံတွေကျဲဆရာမလို့သူစောင်းထဲမှာသူတို့မထိုင်နေဘူးစောင်းထဲမှာတစ်ကိုင်း6တွေကြားလာကသူတို့ထားထားတယ်မြေဩဇာကောင်းလာအောင်လို့တိတ်ရွက်6တွေကိုစုထားတယ်အဲ့လိုပဲမြေကြီးပေါ်မှာသူတို့ဖြန့်ထားတယ်နောက်တော့စောင်းကလည်းစောင်းနဲ့အစုံပိုင်းလောက်ရောက်ပြီးဆိုသူတို့မြေကိုစထွင်ကြပါပြီသူတို့သိတယ်ငါတို့မြေဩဇာနားပြီးသွားပြီဒီတစ်ဆွေးတွေကြောင့်မြေစီလာလဲပိုကောင်းနေပြီဒီတစ်ခေါက်ပိုးတွေလဲစောင်းနေအေးကြောင့်တေကုန်ပြီအသက်စိုက်တဲ့အခါမှာရိတ်သိမ်းစရာအများကြီးရှိမယ်ဆိုတာသူတို့သိတယ်ထိုနည်းတူပဲစောင်းတွေကိုဖြတ်တန်းတဲ့အခါဘုရားရှင်ကျမတို့ကိုပြန်လဲအားဖြည့်ခိုင်းတာဖြစ်တယ်အနားယူခိုင်းတာဖြစ်တယ်အဲ့ဒီအခါမှာကျမတို့ယုံကြည်ခြင်းတွေပိုထက်မြက်လာတယ်အာယုံစူးစိုက်တတ်လာဒါကြောင့်စောင်းတွေကိုဖြတ်တန်းရတဲ့အခါမှာငါအကြီးကျယ်လဲတကုံမလို့ရှားနေရဘူးနာနာနေရတဲ့ဆွေးချိန်မှာကျမတို့ဘာလုပ်မလဲဘုရားအတန်ကိုကောင်းကောင်းနားထောင်တတ်အောင်ပြိုးထောင်ထားဖို့ဖြစ်တယ်အနားယူမယ်ကို့ဘုရားရှင်နောက်ရသည်မှာဘာလို့ခိုင်းမလဲဆိုတော့ဘုရားသခင်ရှိက assignment နဲ့ agenda ကိုတောင်းဖို့ဖြစ်တယ်အာမင်ဘုရားရှင်လွှတ်လိုက်ပြီဆိုရင်ချိန်ပြည့်လှုပ်ရှားနေရမယ့်ချိန်ရောက်လိမ့်မယ်အဲ့လိုချိန်ကာလမျိုးကြုံမူလားမသိဘူးကျွန်မကြုံဘူးကျွန်မဒီနိုင်ငံရောက်ခါစပထမ3လအထိ2လ3လ2လခွဲ3လကျွန်မမနာတန်းလဲတယ်24နာရီ24/7ကျွန်မလှုပ်ရှားတယ်နားရတရမှမရှိဘူးအားပင်ပန်းတယ်နော်အဲ့ရလဲလုံးဝမဝအောင်ကျမတနေ့ကို4နာရီလောက်အိတ်လာကျမလည်းမသိဘူးအဲ့ချိန်လဲတအားနေတယ်ကြောင်းလဲရှိတယ်နိုင်ငံပြောင်းလာတယ်မသိတာတဲ့အားလုံးဘန်ကက်ကစမသုံးသပ်ဘူးလေအားလုံးအားလုံးပဲဘာမှမသိတဲ့လူတရားအကုန်သူများတင်ပေးရတယ်အရာခတ်တင်ကြောင်းလာခဏနေစကလပ်လည်းအပြည့်ယူထားတယ်ဆိုတော့အလုပ်လဲသွား Sunday ဆိုဒီမှာတနေ့ကုန်နားတဲ့ချိန်လုံးဝမရှိဘူးဂျေဇုတော်ကြောင့်ဒါအဲ့ဒီကာလကိုခံနိုင်ခဲ့တာဖြစ်တယ်ဘယ်ချိန်မှာပထမဆုံးအေးဝလဲဆိုတော့ Thanksgiving break ကြတော့ရုံးကအလုပ်ပိတ်တယ်လေ2ရက်လားအဲ့ဒီချိန်မှာမှကျမအဝအိမ်မှာအိတ်လိုက်သူများတော့ဟိုကလေ shopping တွေသွားဝယ်စားလာတော့မသိဘူးကျမကတော့လေအဝအိတ်လိုက်ပြီးတော်နေလို့ကောင်းသွားတယ်2ရက်ဆိုတော့တကယ်တော့မလောက်သေးဘူးခရစ်စမတ်ကျောင်းပိတ်ပြီးမှပဲကျမကြည်ကျင်နာအဲ့တစ်ခေါက်ရာသီရဲ့အပင်ပန်းနံပြေသွားခဲ့တာဖြစ်တယ်ကျမပြောချင်တာတခါကျရင်ဖះရှင်အဲ့လို24/7လှုပ်ရှားခိုင်းရတဲ့အချိန်ကျုံမှာကင်းပူဒီမလေးရှားခရီးစဉ်သွားရတယ်လို့ပေါ့ဒါပေမဲ့အဲ့ဒီရာသီမတိုင်ခင်ကသူအသေးချာအားမဖြည့်ထားဘူးဆိုရင်အပြည့်လှုပ်ရှားတဲ့ကာလမှာပြဿနာပေါ်လာမှာဖြစ်တယ်လှုပ်ရှားမှုကတိကျမှုမရှိဘူးအတီးကောင်းကောင်းမသိစသဖြင့်ဖြစ်လာမယ်အဲ့ဒီအတွက်ဒီစောင်းနှင်းကာလမှာဖះရှင်ကျမတို့အားဖြည့်ခိုင်းတာဖြစ်တယ်အာမင်ခင်ဗျားပိုမြင့်မြင့်ပြန်တန်းနိုင်အောင်ပိုများများတီးနိုင်အောင်ပြင်ဆင်ပေးတယ်ဆိုတာတွေ့ရတယ်အာမင်အာမင်ဆိုတော့စောင်းရသည်ကိုဖြတ်တန်းတဲ့အချိန်မှာအနားယူပါပြန်ပြီးတော့အားပြည့်အောင်လုပ်ပါလို့ပြောချင်တယ်တတိယတစ်ချက်ဆောနာကလည်းပြောပြီးသား What's up y'all Hey how's it going if you're a Christian lady that has either
ကျမတို့ကိုနှွေရာသီကိုပို့ပြီးတော့တန်ဖိုးထားတတ်လာစေတယ်ဖျားပေးတဲ့ရာသီသူတာယာတဲ့အချိန်လေးတွေအခက်အခဲမရှိတဲ့အချိန်လေးတွေကျမတို့ပို့ပြီးတော့ယေရှုတင်တတ်လာတယ်ကိုကအမြဲဖျားပါတယ်အမြဲတမ်းကျမ်းမာတဲ့လူမဖျားဘူးတဲ့လူကဖျားတဲ့လူကိုနားမလဲဘူးနော်တခါတော့ဖျားမှအော်ငါအရင်တော့နေကောင်းခဲ့တာနော်အဲ့ဒါအရှောင်းတန်မိုးရှိပါလားစားချင်တာစားလိုက်ပါသွားလိုက်ပါအခုကျမှအော်အဲ့ဒါကြောင့်လူတွေအရင်တော့ဖျားတယ်လို့ဒီလိုခံစားကြတာဟုတ်ဖျားတယ်လူလည်းကိုချင်းစာတတ်လာဘာဖြစ်လို့လဲကိုကအရင်မဖျားဘူးတော့ကျမ်းမာခြင်းရဲ့အရသာကိုပူထူးခြားမှမသိဘူးဖျားဘူးမှအဲ့ရပေါ်မှာလှဲလိုက်ရမှအရင်တော့ကျမ်းမာတော့ကိုဘလောက်လွတ်လပ်ခဲ့တယ်ဆိုတော့ကျမတို့သိလာတယ်ထိုနည်းတူပဲစောင်းနှင်းရဲ့အရင်အေးချမ်းတဲ့တန်မခံဘူးရင်အမြဲတမ်းနှွေရာသီဖြစ်နေနှွေရာသီကိုလည်းကျမတို့တန်ဖိုးမထားဘူးကျေးဇူးမတင်နိုင်ဘူးဆိုတော့စောင်းနှင်းရှိလို့သာနှွေရာသီကပို့ပြီးတော့နှွေးထွေးလာတာဖြစ်နှွေဦးလူတွေတအားမျှော်တယ်ဘာဖြစ်လို့လဲစောင်းနှင်းကိုကြုံမှုတဲ့အတွက်ကြောင့်နှွေဦးဘလောက်ပျော်စရာကောင်းတယ်ဆိုတော့ကျမတို့သိကြတယ်အာမင်အာမင်ဆိုတော့ဘုရားရှင်ရာသီအမျိုးမျိုးထားပေးတဲ့အရာကျမတို့သက်တာကောင်းကျိုးအတွက်ဖြစ်တယ်ဘုရားပေးတဲ့ကောင်းကြီးလဲပို့တန်ဖိုးထားတတ်လာတယ်ခက်ခဲတဲ့ကာလမှာမိတ်ဆွေတွေကပူချိုလာတယ်ဘာလို့လဲမိတ်ဆွေအစ်စ်မှန်လားမမှန်လားကျမတို့သိလာတယ်တချို့မိသားစုတန်မိုးမထားတဲ့လူတကယ်ဒုက္ခရောက်တဲ့ကအနားမှာဘယ်သူမှမရှိဘူးကိုမိသားစုဝင်ပဲရှိတဲ့ကမိသားစုပြန်တန်ဖိုးထားတတ်လာတယ်ဥပမာတချို့ဟိုလေအရင်ပူကြတဲ့ယောက်ျားတွေရှိတယ်တချို့လည်းပူကြတဲ့မိန်းမလည်းရှိမှာပါကျမမိန်းမဆိုယောက်ျားလိုပဲပြောလိုက်ဆိုတော့အရင်ပူကြတဲ့ယောက်ျားတွေရှိတယ်မိန်းမအကုန်လုပ်ပေးရလဲကျေးဇူးမတင်တတ်ဘူးအလုပ်ရှိသမျှလဲလုပ်ရတယ်အပြင်မှာလဲလုပ်တယ်သားသမီးတွေအကုန်လုပ်ပေးတယ်ကျေးဇူးမတင်တတ်ဘူးသူ့မှာတငယ်ချင်းတွေအများကြီးရှိတယ်တငယ်ချင်းတို့ကလည်းပတ်စံလည်းပေးနိုင်တယ်သွားကြစားကြတောက်ကြအိမ်ကိုလည်းတတိမရသူတငယ်ချင်းနဲ့တအားပြောနောက်တော့သူဖျားပဲဆေးရုံတက်တာတကယ်ဖြစ်တစ်ခုပြောပြတာနော်မြန်မာပြည်ကအဲ့ဒါပထမတော့လူတွေလာကြည့်ကြတဲ့လူနာတွေလာကြည့်လူနာလာကြည့်သူ့လာကြည့်တယ်သူ့ပြင်းပြေသူကလည်းအကြိုက်ဆေးရုံတက်တော့ကျန်တဲ့လူတိုင်းကစီးပွားရေးလုပ်ရှင်မြဲမလာနိုင်ဘူးလေတပတ်လောက်ဆိုလူတွေကမလာတော့အဲ့လူနာတဲ့လာမမယ်နောက်ဆုံးဘယ်သူပဲကြံတယ်သူမိမပဲနားမှာရှိတယ်သူမိမလည်းရင်တော့ငါယောက်ျားဘယ်တော့မှငါနားမှာမရှိလို့စိတ်မကောင်းဖြစ်အခုတော့သူ့ယောက်ျားလည်းဖျားဆေးုံတက်ရောသူမိမနားမှာအချိန်ပြည့်ရှိသူ့မျိုးသမီးကဂျင်းတတ်တယ်ဒါပေမဲ့ဘာအဲ့ဒီအချိန်မှာမှအမျိုးသားသူစိတ်ပြောင်းအော်ငါနားမှာအမြဲတမ်းပူပူအေးအမြဲရှိတာငါမျိုးသမီးပဲသူအချိန်ပြည့်ငါ့ကိုနှစ်နာခံတာသူပဲဆိုအဲ့ဒီအချိန်မှာမှ तू ကသိလာတယ်တခါလေကျမတို့လည်းလို့ပဲကိုတန်ဖိုးထားရတဲ့မိသားစုလည်းမသိဘူးအခက်အခဲတကယ်ကြုံတဲ့အခါမှာအော်ငါနားမှာအမြဲရှိမှဒီမိသားစုပဲဆိုကိုတန်ဖိုးထားတတ်လာကျမတို့ရဲ့နှွေးထွေးတဲ့ယာသည်တွေဖျားပေးတဲ့ကောင်းကြီးတွေဒီအချိန်မှာကျမတို့တန်ဖိုးထားတတ်လာတယ်ဒီနိုင်ငံမှာကြီးတဲ့လူတော့သိမှာမို့ကျမတို့ငငယ်တုန်းကတော့အညာဒေသဖက်လည်းသွားဘူးတဲ့တောင်းငူတွေပူတဲ့နေရာမှာနေဘူးတော့လေဇီးဖြူသီးတို့ဖန်ကားသီးတို့စားဘူးကြလားမသိဘူးနွေရာသီဆိုအရင်ပြင်းတယ်လေဒီနိုင်ငံအခုခေတ်လိုမျိုးတင်တန်းပေါင်းစုံလည်းမရှိဘူးကျမတို့နွေရာသီဆိုဘာမှလုပ်စရာမရှိဘူးအိမ်မာနေဆော့ကာတွန်းဖတ်ဒါပဲရှိတယ်အတကုံဆော့တယ်ပင်နေတက်တယ်ခုံချတယ်ပင်ပေါ်ကနေဆိုတော့ဟာလေအပင်ဟုတ်တယ်ကျမအပင်ပေါ်မှာဆော့ကွာတေးစကားပင်နေရှိတစ်ပင်ပေါ်တိုက်တစ်ပင်ပေါ်နဲ့ဆက်တိုက်ကြခုနဇီးသီးစီတို့ဖန်ကားသီးစီတို့နဲ့ပြည့်ပြီးဆက်တိုက်ကြတာပေါ့နော်ဆိုတော့လေဖန်ကားသီးစားစရာလုံးဝမရှိတဲ့ခါလေတရေစာလည်းအခုခေတ်လိုမပေါ်မုတ်ထုတ်တယ်အချင်းထုတ်တယ်ဆိုတော့ပလတ်စတစ်နဲ့ထုတ်စက်ကူပေါ်မှာစာရေးကတ်ထားတာပဲလှလှပပလည်းမရှိဘူးလေနော်ကျမတို့အချင်းထုတ်တယ်ဆိုရင်နောက်ဆုံးဘာသွားစားလဲမုတ်ဝယ်စားတာတင်ပေါ်သီးတုတ်ဟူးတုတ်ဆိုတာအိမ်စာပဲဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဆိုတော့အဲ့မှာလေစားစရာလုံးဝမရှိတဲ့ခါကျမတို့ဖန်ကားသီးရစားကြတယ်ဘေးအိမ်နောက်ဖေးကသူငယ်ချင်းလာပြတာစားတွေငရုတ်သီးမှုန့်တွေတကြားမဆန်ရောလိုက်စားလို့ကောင်းတယ်အစားတော့မစားတားခါတဲ့ဟာလို့မကြိုက်ဘူးပေါ့နော်ဇီးပြူသီးတွေဖန်ကားတယ်ဒါပေမဲ့ဘာဖြစ်လဲရေတောက်ကြည့်လိုက်တာရေလဲတောက်လာဟိုအိုးရေကတအားချိုတယ်တကယ်တော့ရေတောက်ကြည့်ပါရေကဒီရတာပဲလေဟုတ်တယ်နော်ဒါပေမဲ့ပုံမှန်ဘာမှမစားတဲ့အချိန်မှာရေတောက်တော့ရေကအရသာမရှိရေအကြောင်းသိပ်ပါမှတင်တယ်မလားအရာကိုစင်အနံ့အရသာမရှိလို့ပြောတယ်ဟိုနေ့ကဘယ်သူလဲမသိဘူးရေမှာအနံ့အရသာရှိရဆိုမိတော့ထားလိုက်ကျမတို့ရေတွေကအမျိုးမျိုးပြောင်းသွားတယ်ပေါ့နော်တကယ်ကြားဘူးလို့ဆိုတော့ရေအယောင်စင်းနိုင်ရတာမရှိလို့ပြောဒါပေမဲ့ဖန်ခါသီးတို့ဇီးဖြူသီးတို့စားပြီးတဲ့ခါရေတောင်းရေတအားချိုတာအဲ့လိုပဲဘုရားရှင်စောင်းနှင်းကိုပေးရတာလေဘုရားရှင်ကျမတို့ပုံမှန်ဘာမှမဟုတ်လို့ထင်ရတဲ့နေ့တိုင်းအင်္ဂလိပ်လိုပဲ we take it for granted လို့ထားတဲ့ကောင်းကြီးတွေကအယံချိုမြိန်လာတယ်အာမင်အိတ်ခွင့်ရတာဟာကောင်းကောင်းမွန်စေးမတော့ပဲအေးရအော်ဘုရားယေရှုတော်ပဲလက်တွေမြောက်နိုင်လှုပ်ရှားနေကိုရောယေရှုတင်လိုက်တာဆိုတော့ကျမတို့ဖြစ်လာတယ်အာမင်ဟာလေလုယာဆိုတော့စောင်းနှင်းကိုဘုရားရှင်ဖြတ်တန်းခိုင်းတာသူပေးတဲ့ຫນွေဥကာလတို့ຫນွေရာသီတို့မှာဘုရားအမြဲယေရှုတင်နိုင်ဖို့ဟာလေလုယာပိုတန်ဖိုးထားတတ်ဖို့ကိုရောယေရှုပဲနော်ယေရှုပဲနော်ဆိုပြီးကျမတို့လုံသားတဲ့ကနေယေရှုတင်တဲ့စကားတွေပြည့်ရှံနိုင်အောင်ဘုရားရှင်လုပ်ပေးတာဖြစ်တယ်ဟာလေလုယာ
ဆိုတော့ကျမတို့ဝိညာဉ်ရေးဖြစ်နောက်ဆုံးတစ်ချက်ကြည့်မယ်ဆိုဝိညာဉ်ရေးဆောင်းရာသီကိုဖြတ်တန်းတဲ့အခါမှာဘုရားရှင်ဘာလုပ်ပေးစေခြင်းလဲဆိုတော့ကျမတို့ရဲ့ဝိလုံတွေကိုပူပြီးတော့တောက်ပစေခြင်းတယ်ဝိညာဉ်ရေးဝိလုံကိုပြောတာကျမတို့ရဲ့လက်နဲ့တွေပူပြီးတော့မှဗါလဲကျေပြန့်ကြီးမားလာစေခြင်းပြောချင်တာဒီလိုပါဥပမာကျမတို့မှာချီးမွမ်းခြင်းဝိလုံဆိုတာရှိတယ်ပုံမှန်ချိန်မှာအစဉ်ပြေနေတဲ့အခါမှာချီးမွမ်းတာအရန်လွယ်တယ် automatic ပဲပြောစရာမလိုဘူးဟုတ်ကဲ့နော်အခုပဲကိုအရန်ကြိုက်တဲ့ဆိုပါစို့iPhone 10ရလာတယ်။အိုးပျော်နေတာပဲချီးမွမ်းချီးမခုံပေါက်နေတော့တာပဲဆိုပါစို့။မဟုတ်လဲကိုအရန်ကြတဲ့ပြန်က cash down နဲ့ဝယ်ပြီးသားသူများကိုအစ်စ်ပေးလိုက်တယ်။ပါဇက်ကမပိတ်နိုင်တော့ဘူးဆိုတော့အဲ့လိုရန်ဝမ်းမြောက်တယ်။ When you can pause your Wi-Fi anytime with the Cox Panoramic Wi-Fi app and enjoy a sweet little break. Get paid up to 2 days early with direct deposit. Install the Chime app today and get started. ဒါမဲ့အစင်မပြေဘူး car accident ဖြစ်တယ်လူကတော့ဘာမှမဖြစ်ဘူးဘာဖြစ်သွားတယ်ဘယ်လောက်ရော်လိုက်ရတယ်ဘာဆုံးရှုံးသွားတယ်ဖြစ်တဲ့ကဘာလဲချီးမွမ်းရတာအရန်ခက်လာတယ်ဒါမဲ့ကျမတို့သိတာကဘုရားသခင်မသိလိုက်ပဲဘာကိစ္စမှမဖြစ်ဘူးဘာကိစ္စပဲဖြစ်ဖြစ်ကိုရောထံမှာချင်းကပ်မယ်ဘုရားနီးလာနဲ့ဖြည့်ရှင်းရင်အစိုးထက်ပိုကောင်းတဲ့အရာထွက်လာမယ်ဆိုတော့ကျမတို့သိပြီးယုံကြည်ခြင်းနဲ့ချီးမွမ်းနိုင်တယ်အာမင်အဲ့ဒီခါမှာယုံကြည်ခြင်းလိုတဲ့ချီးမွမ်းရတာအဲ့လိုချီးမွမ်းတတ်တဲ့ကဘာဖြစ်လဲခင်ဗျာခက်ခဲသည်ဖြစ်စေအစဉ်ပြေသည်ဖြစ်စေချီးမွမ်းတတ်တဲ့သဘောရလာတယ်ခမရဲ့ချီးမွမ်းခြင်းဝင်တော်ပူလှပလာတယ်ယဉ်ကျေးမှုရှိလာတယ်အာမင်ဝိညာဉ်လက်နဲ့ဆုံပူပြီးတော့ဝိစင်တက်လာတယ်ယုံကြည်ခြင်းကိုသုံးသပ်လာတယ်ဒီအရာတွေဖြစ်စေခြင်းလို့ဝိညာဉ်ရေးဆောင်းရသည်ကိုဘုရားရှင်ဖြတ်တန်းခိုင်းတာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ရဲ့ယုံကြည်ခြင်းတွေပူပြီးတော့ထက်မြက်လာတယ်နွေဦးရောက်လာအောင်မယ်အရန်လှပလာအောင်ဖခင်လှုပ်ပေးမယ်ဆိုတော့ကျမတို့စိတ်ချလာတယ်ဟာလေလုယာဒါကြောင့်ဒီလိုအကြောင်းများကြောင့်ဖခင်ရှင်ကျမတို့ကိုဝိညာဉ်ရေးရာဆောင်းရာသီကိုဖြတ်တန်းခိုင်းခြင်းဖြစ်တယ်အာမင်ကျမတို့အကျိုးနဲ့စေဖို့မဟုတ်ဘူးတာပြီးကောင်းကျိုးကိုပေးဖို့ဖြစ်တယ်ဟာလေလုယာဒါမှဒီကနေ့ဖခင်ရှင်ကပြောတဲ့သတင်းစကားကဘာလဲဝိညာဉ်ရေးရာဆောင်းရာသီဂုံဆုံးပြီဟာလေလုယာခမများအတွက်နွေဦးပေါက်လာပြီဟာလေလုယာရွတ်နှုတွေဝေလာတာတွေ့ရတော့မယ့်အချိန်ခမများတက်တာရဲ့အခက်ခဲဆုံးချိန်ကာလဂုံဆုံးတော့မယ့်ချိန်ဖြစ်တယ်ဟာလေလုယာယုံကြည်ဘုရားရှင်ကိုလက်ခုပ်တီးတဲ့ချီးမွမ်းရအောင်ဘုရားပေးတဲ့နမိတ်လက္ခဏာကိုကြိုဆိုရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားရှင်အသင်သက်တိုင်အခက်ခဲဆုံးချိန်ကာလကိုကြော်ဖြတ်ခိုင်းလိုက်ပြီဖြစ်တယ်ဟာလေလုယာကိုကကန္တာရထဲမှာနေတဲ့ချိန်မှာငါစိတ်ထဲမှာဘာတိုးတက်မှလည်းမတွေ့ရပါဘူးဆောင်းနှင်းဆိုတာပြင်ဆင်တယ်ပြောတယ်အားပြည့်တယ်ပြောတယ်ခင်ဗျာထင်နေတဲ့ချိန်ကာလမှာပဲအသက်တာတိုးတက်နေတယ်ဆိုတာယုံကြည်ပါတခါလေဆောင်းနှင်းကိုဖြတ်တဲ့ချိန်မှာကိုကဘလို့ခံစားလဲသူများရဲ့အကုန်ငါ့ကိုရှေ့ကြော်တက်ကုန်ပြီငါတော့ကြံခဲ့တယ်လို့ထင်တယ်ကိုသက်တာနောက်ပြန်ဆုတ်နေတယ်လို့ထင်တယ်ကျွန်မဒီလိုပြောချင်တယ်ဖခင်ရဲ့ရှုတော်အမြင်နဲ့ကြီးသက်မယ်ဆိုရင်တကယ်တော့ခင်ဗျာနောက်ပြန်ဆုတ်နေတယ်ဆိုတဲ့အချိန်လဲပဲရှေ့ကိုပို့ပြီးတော့လှုပ်ပါလဲတွားလို့ရအောင်ဖခင်ရှင်ပါလဲလောက်လွဲနဲ့ပြစ်တယ်လို့လှုပ်တာဖြစ်တယ်လောက်လွဲပြစ်ဘူးတဲ့လူရှိလားမသိဘူးကျမတို့ငယ်ကလေးလဲပြစ်ဘူးတယ်ဘယ်လိုလုပ်ရလဲနောက်ဆွဲရတယ်မဟုတ်လားဆွဲလိုက်ပြီးမှလှုပ်လိုက်မှရှေ့ကိုသွားနိုင်တယ်နောက်ဆုံးတရေကွင်းလို့ပြောကြည့်မယ်တရေကွင်းပြစ်တဲ့ခါပြိုင်တယ်လေကျမတို့ငယ်တရေကွင်းဒီလိုထပ်ပြီးတော့ပြစ်တာလဲရှိတယ်ထပ်နိုင်တယ်များအားလုံးကိုစားရတယ်မသိရင်တော့တရေကွင်းရှိတယ်ဆိုရင်ကျမစောပြမယ်နော်အဲ့တော့တရေကွင်းပြစ်တဲ့ခါဘယ်လောက်ဝေးပြစ်နိုင်လဲဆိုတာကြည့်တယ်လေအဲ့လိုပြစ်တဲ့ခါဘယ်လိုလုပ်ရလဲသိလားအဲ့လိုဆွဲလိုက်တာနည်းနည်းပဲဆွဲရင်နည်းနည်းပဲရောက်တယ်အနောက်ကိုများများဆွဲရင်ဝေးဝေးကိုသွားတာဖြစ်တယ်။ခါလေကျမတို့တက်တာမှာငါတော်တော်နဲ့မပေါက်ထွက်လာနိုင်ဘူး။ဘုရားရှင်ငါတက်တာနောက်ပြန်ဆွဲထားတာအရန်ကြာတာပဲလို့ခမများခံစားရင်တခုတော့သိပါ။ဘုရားလွတ်လိုက်တဲ့ချိန်ကျရင်သူများတက်ကိုအဝေးကြီးကိုရှေ့ကိုကြော်ပြီးတော့ရောက်သွားမှာဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဘုရားသခင်ကသူလုပ်နေတဲ့အလုပ်ကိုကောင်းကောင်းသိတယ်လို့ကျမတို့ယုံကြည်ရအောင်။ဟာလေလုယာ။ကာလအချိန်တွေကိုသတ်မှတ်တာဘုရားသခင်ဖြစ်တယ်။အချိန်တန်တဲ့ကအားလုံးကိုလှပအောင်လုပ်တယ်လို့ကိုရောပြောတယ်ကိုရောပညာတော်ကိုကျမတို့ယုံကြည်အောင်အဲ့ဒီချိန်ကာလမှာယုံကြည်ခြင်းကိုစုပ်ကိုင်ထားဖို့ဖြစ်တယ်ဟာလေလုယာတကယ်ဖခင်သုံးတဲ့မှုတော်ဆောင်တချို့ဆောင်းရာသီကိုဖြတ်တန်းရအရာစိတ်တကြတဲ့ချိန်တွေရှိတယ်ဥပမာ reformation လုပ်ခဲ့တဲ့ဆရာကြီးမာတင်လူသာသူ့အကြောင်းပြန်ဖတ်ကြည့်အစပိုင်းမှာဒီဖွင့်ပြချက်ရတယ်ယုံကြည်ခြင်းကြောင့်ဖြောင်းမရသူရောက်တယ်ဆိုဖွင့်ပြချက်ရတယ်ဖခင်တဲ့တော့အတကုံပြေးတယ်အားရှိမနာတန်းသူဘယ်နှစ်လဲပြေးတယ်လို့ပြောလို့ရတယ်ပြောရမယ်ဆိုရင်စာရီရေးမျိုးဒီဩဝါဒပြန့်နှံ့အောင်လုပ်တယ်အသင်းတော်ကြီးညှင်းဆဲမှုတွေကြမ်းကြမ်းခိုင်းတယ်ဒါမဲ့ဘလို့ဖြစ်လဲသိလားသူ့တက်တာမကြခဏစိတ်တကြခြင်းနဲ့ရန်သူကဆက်တိုက်တယ်တဲ့သူတည်တဲ့နေ့ထိစိတ်တကြခြင်းကိုသူရန်တိုက်ပွဲဝင်ပြီးယုံကြည်ခြင်းနဲ့သူပြန်ထားရတယ်ဘာဖြစ်လဲသူ့အမြင်မှာအောင်မြင်တဲ့လောက်မအောင်မြင်ဒီအရှိန်ဟုန်နဲ့ပြန့်နှံ့မဲ့သတင်းစကားလည်းတန့်နေလို့ခံစားတဲ့ချိန်တွေရှိတယ်သူစိတ်တကြတဲ့ချိန်တွေအများကြီးရှိတယ်အဲ့ဒီချိန်မှာဘာလို့ရလဲယုံကြည်ခြင်းကိုမြဲမြဲစုပ်ကန်ရတယ်
အဲ့လိုနဲ့သူတို့ကြော်ဖြတ်ခဲ့တယ်ဆိုတာဖတ်ရတယ်နောက်တစ်ယောက်လည်းကြားဘူးမလားမသိ Charles Spurgeon ဆိုတာ19ရာစုမှာတရားဟောအကောင်းဆုံးတရားဟောဆရာလို့ခေါ်တယ်သူ့ကိုတချို့က Golden Mouth လို့ခေါ်တယ်ဟောကောင်းလွန်းလို့တအားတရားဟောကောင်းတယ်လို့ပြောတယ်သူ့တက်တာလဲလို့ပဲအရန်စိတ်တက်ကြခြင်းနော် depression အကြီးကျယ်နှစ်ပန်းလုံးရတယ်လို့ပြောတယ်တည်တဲ့နေ့ထိသူလဲဒီလိုပဲဒါနဲ့တိုက်ပွဲဝင်ဖခင်သခင်ကြီးကြီးမားမားသုံးလေရန်သူကအစိုးသားအမြင်နဲ့အဲ့လောက်မကောင်းသေးဒါမကောင်းသေးလို့ဒါမအောင်မြင်သေးဘူးဆိုတော့တအားဆွဲချတတ်တယ်လေတချို့အရန်တော်တဲ့နှုပညာရှင်တွေကလူတွေကတအားချီးမွမ်းပေမဲ့သူတို့လက်ရောက်သူတို့လုံးဝစိတ်တိုင်းမကြဘူးလို့ပြောတာကျွန်မကြားဘူးတယ်ဒီပကြီးကအရန်လို့သေးတယ်လုံးဝစိတ်တိုင်းမကြသေးဘူးဒါမဲ့ထုတ်လိုက်ပြီဆိုတာမျိုးအပြင်လောကကောင်းလိုက်တာလို့ပြောတယ်ဒါမဲ့တကယ်ရေးတဲ့လူကတော့သူလုံးဝမကြိုက်ဘူးလို့အဲ့လိုမျိုးရှိတတ်တယ်ပေါ့အဲ့လိုမျိုးဖြစ်တယ်နောက်ကျမတို့တရုတ်နိုင်ငံမှာသာသနာပြုတဲ့ဆရာကြီး Hudson Taylor သူလည်းပဲအရန်စိတ်တက်ကြတဲ့အချိန်တွေရှိတယ်ဘယ်လောက်ထိအောင်စိတ်တက်ကြလဲဆိုငါ့ကိုငါတတ်တည်လိုက်တော့မယ်လို့စုံစမ်းခံရတဲ့အဆင့်ထိသူစိတ်တက်ကြတယ်ဒီအရောက်သူတို့ဘလို့ကြော်ဖြတ်ခဲ့လေသူတို့လိုချင်တဲ့ရလတ်သူတို့မမြင်ပေမဲ့ဖျားသခင်ပလင်ပေါ်မှာစိုးစံနေဆဲပဲဒီသတင်းစကားပြန်နိုင်မယ်အမှောင်တွေကိုလည်းသူတို့ထိုးဖောက်နိုင်မယ်သူတို့လှုပ်သမျှအချီးနဲ့မဖြစ်ဘူးတစ်ချိန်ကျရင်အချိန်တန်နဲ့ကောင်းကောင်းအသီးပွင့်ပေါက်ပါလေဒီပွင့်လာအောင်မယ်အပင်တွေပေါက်လာအောင်မယ်ဆိုတာယုံကြည်ခြင်းနဲ့စိတ်တက်ကြခြင်းကိုသူတို့တိုက်လှန်ခဲ့ကြတယ်လို့ပြောတယ်။အာမင်။သင်ဆောင်းရာသီကိုကြုံတဲ့အချိန်ယုံကြည်ရမှာယာတီတွေအလီလီပြောင်းနေတယ်လို့ဒီယာတီကုံသွားမယ်ငါအခုအရာခက်ခဲတဲ့ထင်တဲ့ကာလကုံသွားအောင်မယ်လို့ယုံကြည်ခြင်းကိုစုပ်ကိုင်ပါအာမင်အင်္ဂလိပ်လိုတော့သူတို့တရားဟောဆရာအမြဲပြောတယ်မှတ်လား this too shall pass ဒါလည်းအချိန်တိုင်းကြော်ဖြတ်သွားမယ်စိတ်မပူနဲ့ဒါအတွက်တေလောက်အောင်မငိုနဲ့အချိန်တိုင်းဒါလည်းပျောက်သွားမယ်အသေးကွဲတဲ့အချိန်တိုင်းကုစားသွားမယ်ဒီဟာဆုံးရှုံးတဲ့အချိန်တိုင်းဒီအရင်တော့ငါအရင်ဆုံးရှုံးဘဝပြက်ပြီးထင်တာမဟုတ်ဘူးနောက်ရာသီလာအောင်မယ်နှွေရာသီရောက်လာသေးရဲ့ဆိုတော့ကျမတို့တွေးရမယ်ဒါကြောင့်စောင်းရာသီခဏဖြတ်တန်းတဲ့အခါတကဘာလုံး attention ရလာအောင်လည်းမငိုပါနဲ့ဒီရာဖြတ်ကျော်သွားမှာပါအချိန်တိုင်းဒီရာသီအလီလီပြောင်းသွားမယ်ဂုံသွားမယ် this too shall pass ကိုခွန်အားပေးပါဒီတော့လည်းအလင်းမတွေ့ရတဲ့ဥမြင်လိုင်ကောင်းတဲ့သွားနေသလိုသစ္စာရှိစွာသာဆက်သွားပါသွားလို့ရတယ်ဆိုဆက်တာသွားပါခင်ဗျာလမ်းလျှောက်လို့ဆက်တာလျှောက်နေမှာဆက်တာလုံနေပါအဆုံးသတ်တစ်ချိန်ဖះတတ်မှတ်တဲ့အချိန်မှာငါအလင်းထဲကိုရောက်လာမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့စုပ်ကင်ထားမယ်ဆိုရင်စောင်းရာသီကိုဖြတ်တန်းတဲ့အချိန်မှာစိတ်တက်ကြခြင်းကနေလွတ်မြောက်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအားလုံးတူတူမှတ်သက်ရအောင်ဒီမှာကျွန်မချီးမွမ်းခြင်းနဲ့ဆုံးသက်ခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကနောက်ပေးတဲ့ကျမ်းပိုက်လေးတစ်ခုကျွန်မပေးခြင်းနဲ့ကျွန်မတို့စောင်းရာသီကနေလွတ်မြောက်ပြီလို့ဘုရားပြောတဲ့အခါကျွန်မတို့လောက်ရမယ့်အရာတစ်ခုကဘာလဲသိလားຫນွေဥမမြင်သေးပေမဲ့မဟုတ်လေအသီးပွင့်လေးစမြင်တာနဲ့ယုံကြည်ခြင်းနဲ့ဘုရားကိုချီးမွမ်းဖို့လိုတယ်ဟာလေလုယာဟာလေလုယာစာလံ126 worship ဖွဲ့လဲလာပေးပါနော်ယေရှုတင်တယ်စာလံ126အငယ်1နဲ့2ကိုလည်းဘုရားရှင်ကျွန်မကိုပေးတာဖြစ်တယ်နားထောင်ကြည့်ရအောင်ဒီဂရိတော်ခမည်းလိုချင်ခမည်းအတွက်ဖြစ်တယ်ယုံကြည်ခြင်းနဲ့ယူပါစာလံ126အငယ်1နဲ့2စာလံ126ဖန်သွားချုပ်ထားသောဇိယုန်သားတို့ကိုထာဝရဘုရားပြန်လာစီတော်မူသောအခါငါတို့သည်အိမ်မက်သောသူကဲ့သို့ဖြစ်ကြ၏ထိုအခါငါတို့နှုတ်သည်ရဲခြင်းနှင့်၎င်းငါတို့ရှာသည်တခြင်းဆိုခြင်းနှင့်၎င်းပြေဝ၏တပါးမျိုးသားတို့ကလည်းထာဝရဘုရားသည်သူတို့ဖို့ကြီးသောမှုကိုပြုတော်မူပြီဟုဆိုကြ၏ဟာလေလုယာဒီကျမ်းစာဘာပြောထားလဲဆိုတော့သူတို့တွေကျွန်ဘဝရောက်တယ်လွတ်လမ်းမရှိဘူးလို့ထင်တယ်ပြန်လွတ်ပြီးကိုယ်တိုင်းပြည်ပြန်ရောက်မယ်ဆိုတော့မျောလင်းချက်မရှိဘူးဒါပေမဲ့ဘုရားသခင်ကြီးမားတဲ့မှုလုပ်ပြီးတော့ရှင်ဘုရင်နဲ့စိတ်ကိုပြောင်းလဲခိုင်းလိုက်တယ်ယာတိဥတုတွေပြောင်းခိုင်းတယ်လို့ဒံယေလ2:27မှာပြောတယ်အဲ့ဒီခါမှာဘာလုပ်လဲပြန်လိုက်ကြလို့ပြောတယ်ဘုရင်ကသူတို့နိုင်ငံပြောင်းမယုံနိုင်အောင်ဖြစ်တော့ဘာဖြစ်လဲငါတို့နှုတ်ကရေချင်းနဲ့ပျော်လွန်းလို့ပါဇက်ကိုမပိတ်နိုင်ဘူးအဲ့လိုရည်ရတယ်လို့ပြောတယ်ဟာလေလုယာဘုရားရှင်ကျမကိုပေးတဲ့သတင်းစကားကဘာလဲခမည်းစောင်းနှင်းကလွတ်လာရုံသာမကဘုရားသခင်စီကနေမျောလင့်တောင်းတနေတဲ့ဒီကေလွတ်ချီရောက်လာတာခမည်းမျောလင့်ထားတာတဲ့ကြီးမားလို့နဲ့ကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်အချိန်ပြလို့ခမည်းရည်နေရအောင်ဘုရားရှင်လုပ်မယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာရ
ရေမိုးရစိတ်ထဲမှာအိမ်မက်များမက်နေလားမသိဘူးတခါကျအရန်ပျော်တဲ့သတင်းကြားတဲ့ကဘာဖြစ်လဲကိုကိုစိတ်ကြရလို့ပြောတယ်မယုံနိုင်လို့အိမ်မက်များမက်နေလားမသိဘူးလို့ထင်ရလောက်အောင်ကိုတော်သင်ကိုကြည်ရှုကြွလာတာတွေ့ရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာတော့ချက်ကပါလေကျမတို့စောင်းရသည်ကထွက်ပြီးဆိုတာယုံကြည်ခြင်းနဲ့ဝမ်းနဲ့ညှိုးငယ်တဲ့ဝိလုံကိုချလိုက်ပါဝမ်းမြောက်ခြင်းဝိလုံကိုဝစ်စင်ပါအာမင်နောက်တစ်ခုကျမပြောဖို့ကြံတာလေးတစ်ချက်ပြောချင်တယ်တခါလေကျမတို့စောင်းနှင်းကိုဖြစ်တတ်တဲ့ကဘာဖြစ်တတ်လဲသိလားခါသီးခြင်းတွေရှိတတ်တယ်အဲ့ဒီခါတဲ့အပင်မြစ်ပေါက်နေရင်ဒီခါတဲ့ပိုးမသေးဘူးဆိုရင်ခင်ဗျားသီးလာတဲ့အသီးတွေခါကုန်လိမ့်မယ်လက်ကအခါကင်ပြီးသားနဲ့တခုတုတ်တဲ့အခါရတာကူးသွားသလိုခါသီးတဲ့အရာရှင်ဖယ်ထုတ်လိုက်ပါဖះရှင်မှာနောင်တရပါကိုရောဖះကျမလည်းမရှိဘူးထင်တာဖះရှင်ကျမကိုစကားပြောတယ်နော်မင်းငါသမီးဒီယာနေခါသီးနေတယ်လေအော်ဟုတ်သားပဲလို့ကျမစိတ်ထဲမှာထင်တာကတော့ကျမအတိတ်တုန်းကဒီယာဒီတချို့ကျမမကျေနပ်ဘူးငါဒီမှာတီးပွင့်သိရတဲ့နဲ့မတီးပွင့်ဘူးငါဒီမှာအောင်မြင်သိရတဲ့မအောင်မြင်ခဲ့ဘူးအဲ့တော့အခဲမရကျမဖြစ်နေတာဒီအချိန်တွေကိုကျမခါသီးနေဖះရှင်ဒါမှားတယ်ငါသမီးနောင်တရပါလို့ဖះရှင်ကျမကိုပြောတယ်ဒီမှာရှေ့လူတွေကျမပြောချင်တယ်ဟုတ်သားပဲကိုတော့ခွင့်လွတ်ပါကိုတော့ဒီလောက်ကောင်းမြတ်တယ်လို့ကျမပြောနေရဲ့သားနဲ့ကိုတော့ကောင်းမြတ်ခြင်းကိုမယုံသလိုကျမဒီအတိတ်ကိုပဲပြန်ပြီးပြစ်တင်နေတယ်ကိုတော့ခွင့်လွတ်ပါကျမတွေခါသိချင်းဖယ်လိုက်တဲ့အခါမှာကျမစိတ်နှလုံးကိုဘုရားရှင်ဝမ်းမြောက်ရတဲ့ခွင့်ပေးနောက်ရာသီတော့ကျမအစဉ်သင့်ရှိလာတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ခဏအသိမှာလူကိုခါသိတာဖြစ်မယ်ကိုယ့်ရဲ့အစဉ်မပြေများတဲ့အခြေအနေကိုခါသိတာဖြစ်အဲ့ဒီခါသိတဲ့အရာကိုဝင်ချတောင်းပန်ပါကိုရောဒီခါဆိုတော့ပြင်မယ်ကိုရောပဲနှုတ်ပေးပါဝင်ချတောင်းပန်ပါတယ်ကိုရဲ့ကောင်းမြတ်ခြင်းမြင်ရမလို့ယုံကြည်ပါတယ်တာပြီးကောင်းသောအရာမြင်ရမယ်လို့ယုံကြည်ပါအာမင်ဒါဘုရားသခင်ရဲ့တကယ်လို့တော့ဖြစ်တယ်ဒါဆိုရင်သင်ကိုဘုရားရှင်ဝမ်းမြောက်ခြင်းဝိလုံနဲ့လွှမ်းခြုံပေးမယ်ရေမိုးရတဲ့ခွင့်ဘုရားရှင်ပေးမှာဖြစ်တယ်ဟာလေလုယာစိတ်ထဲမှာမြင်အောင်ကြည့်ပါအဖူးပွင့်နေဖူးပွင့်လာပြီးအသီးတွေတီးလိုက်မြေကြီးပေါ်မှာပန်းနေပွင့်လာပြီးဂျုံရဲ့သွန်တန်ကိုကျမတို့ကြားရတယ်တခြင်းဆိုခြင်းရောက်ပြီလို့ဟာလေလုယာဟာလေလုယာခဏလောက်တူတကွဘုရားကိုချီးမွမ်းရအောင်ဒီတိုင်းမဲ့တခြင်းဆိုမယ်ခဏလောက်ခြားတော့ပါသားစကားနဲ့စပြီးတော့ဘုရားရှင်ကိုတခြင်းဆိုပါစုမသားအောင်တော့စိတ်တွေကပေါ်လာလို့တခြင်းဆိုပါကိုယ့်အကိုတခြင်းအစ်စ်လဲဆက်ဆိုပါကိုယုံကြည်ခြင်းကိုပြောထုတ်ပြီးတခြင်းဆိုပါဘုရားသခင်ကျမတို့စကားပြောနေတယ်ဒီအရာကျမတို့အပိုင်ရယူရအောင်ဘုရားရှင်တင့်ကိုအသီးများစွာသီးစေခြင်းနဲ့အော်ရအောင်ရှင်မရဲ့နေတဲ့ခြင်းရတော့ဘုရားရှင်တင့်ကိုကောင်းချီးပေးခြင်း
ဟာလေလုယာဟာလေလုယာကျွန်မစိတ်ထဲမှာခံစားရတယ်ဒီအချိန်ဟာဘုရားရှင်ပေးမဲ့အသစ်သောယာသီဟုသူနဲ့ရောက်လာမဲ့ရိတ်သိမ်းခြင်းအတွက်ဝမ်းမြောက်ရမယ့်အချိန်ဖြစ်တယ်ဟာလေလုယာဘုရားသခင်ရှင်မှာကခုံရမယ့်အချိန်ဖြစ်တယ်သင်ကခုံတဲ့အခါမှာယာသီဟောင်းမှာသင်ကိုဆွဲထားတဲ့ရန်သူရဲ့ခြုံနှောင်ခြင်းတွေအတိမတိနိုင်ခြင်းတွေမြုံခြင်းတွေအားလုံးဆွဲချဖြိုပြတ်လိုက်တာဖြစ်တယ်ဟာလေလုယာသင်ကိုရွေးနှုတ်တဲ့ရှင်ထာဝရဘုရားမှာဝမ်းမြောက်ပါလို့ဘုရားရှင်သင်ကိုပြောနေတယ်ဟာလေလုယာဟာလေလုယာခွန်အားရှိသမျှနဲ့ဝိညာဉ်သက်ပွဲဝင်လက်ဘုရားရှင်ကိုချီးမွမ်းရအောင်ကျွန်မတို့ကိုးကွယ်တဲ့ထာဝရဘုရားရဲ့ရှေ့တော်မှာကျွေးသောအသံဝမ်းမြောက်ရှင်လန်းသောအသံကိုပြုရအောင်ဟာလေလုယာဘုရားရှင်သင်တို့ထဲမှာအသက်သောသခြင်းကိုထည့်ပေးမှာဖြစ်တယ်ဟာလေလုယာဝမ်းမြောက်ခြင်းနဲ့ပြည့်စုံစေမှာဖြစ်တယ်ငါကိုရွေးနှုတ်သူဆိုတဲ့သခြင်းနဲ့အားရပေးရကျွန်မတို့ဘုရားရှင်ကိုကိုးကွယ်ကြရအောင်Yeah.
နော်သုံးချိန်စီ Amen 1 2 3ဆောင်းရပြီကုန်ပြီငွေဦးရောက်ပြီဆောင်းရပြီကုန်ပြီငွေဦးရောက်ပြီဆောင်းရပြီကုန်ပြီငွေဦးရောက်ပြီချွတ်ချင်းနဲ့ဟောဟစ်ချရယုံကြည်ခြင်းနဲ့ခံယူတာဘုရားရှင်မြင်တယ်ကျမတို့ရဲ့ချီးမွမ်းခြင်းနဲ့သက်ပွဲဝင်လက်တည်ပြုတာဘုရားသခင်ရှင်မှာအတည်ဖြစ်တယ်အမှန်တကယ်ရှင်လိုက်ရတဲ့ခွင့်ရောက်လာပြီဟာလေလုယာသင်ရဲ့နှုတ်မှာတခြင်းသစ်များနဲ့ဘုရားရှင်ပြေဝစေမယ်ဝမ်းသာလို့ပါစက်မပိတ်နေအောင်ရီမိုးရတဲ့ခွင့်ကိုဘုရားရှင်ပေးလိုက်တယ်ဟာလေလုယာအိမ်မက်များမက်နေသလားလို့အိုးပွေရဘုရားရဲ့ကောင်းမြတ်ခြင်းသင်သက်တာမှာခံစားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေအတီးပြည့်ရတဲ့ကိုနာတယောက်နေရကိုမိတ်ဆွေသင်သက်တာမှာစောင်းနေကုန်ပြီးຫນွေဦးရောက်ပြီနော်လို့